တင်ကလေးကစမ်းသပ်မှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်မှာနတ်ဖျားတစ်ပါးအဖြစ်ပြောင်းလဲခဲ့တဲ့ကောင်လေးတယောက်ရဲ့အကြောင်းပဲဖြစ်ပါတယ်။တူဂျူမျိုးရဲ့အောက်ခြေမှာအမောင်ထုထဲမှာတော့ရှမ်းသာတဲ့လူကုန်ထံတွေကမြေအောက်ကွင်းမြစ်တစ်ခုမှာစုယုံခဲ့ကြပြီးတော့တရဝါချင်းချင်းတက်ဖြတ်ခဲ့ကြတာကိုကြည့်ရှုကြတဲ့ပြိုင်ပွဲအဖြစ်လုပ်ကြပါတယ်။ဒီတရဝါတွေကပလီယာတွေလို့ခေါ်ကြပြီးတော့ကိုယ်ပိုင်လွတ်လပ်တဲ့ဆုံးဖြတ်ခွင့်တွေလုံးဝမရှိပဲတက်ဖြတ်လိုတဲ့စိတ်ရင်းတွေသာလုပ်ပြီးတော့တမင်ဖန်တီးထားတဲ့အတူရောင်မွန်စတာကောင်တွေပဲဖြစ်ပါတယ်။လူရှမ်းသားတွေကတော့တွေ့တဲ့တန်ယူကစားပွဲတွေကိုကြည့်ရတာဝါသနာပါတာကြောင့်မလို့ဒီတိုက်ပွဲကနေပြီးတော့လောင်ကစားငွေတွေဘီလီယံနဲ့ရှိပြီးတောင်ရလာကြပါတယ်။ဒါပေမဲ့တညမှာတော့တခုခုအမှားယွင်းဖြစ်သွားခဲ့ပြီးတော့ပလီယာအသစ်တကောင်ကသူ့ကိုထိန်းသိမ်းထားတဲ့အခန်းထဲကနေထွက်လာခဲ့ပြီးတော့စောင့်ကြည့်နေတဲ့သိပ္ပံပညာရှင်ကိုတပ်ဖြတ်ခဲ့ပါတယ်။ဒါပေမဲ့သူကတခြားပလီယာတွေလိုမျိုးရန်တန်းတက်ခိုက်မဲ့အစားငြိမ်တစ်ခုရှိနေခဲ့ပြီးတော့အဲဒီပလီယာကမလုပ်ဖူးတဲ့အရာတစ်ခုကိုထလုပ်ခဲ့ပြီးဒါကတော့စကားစပြောခဲ့တာပါ။သူကတော့တခြားပလီယာတကောင်ကိုကြီးစုသူတွေကိုပြန်လည်တိုက်ခိုက်ဖို့ရာအတွက်အမိန်ပေးလိုက်တဲ့အချိန်မှာပဲအဲဒီကွင်းမြင်တစ်ခုလုံးကတက်ကွင်းကြီးတစ်ခုလုံးလိုဖြစ်သွားခဲ့တာပါပလီယာမွန်စတာ73ကောင်လုံးဟာမြို့ရဲကိုထွက်ပြေးလွတ်မြောက်သွားကြပြီးတော့လူတွေကြားထဲမှာပဲပျောက်ကွယ်သွားခဲ့ကြပါတယ်အဲဒီအဖြစ်ပြက်ကနေဖြစ်နေစဉ်အတော်အတွင်းမှာခါကီလို့ခေါ်တဲ့သိပ္ပံပညာရှင်တယောက်ကတော့ကလေးတယောက်ကိုရင်ဝင်ထဲပိုက်ထားခဲ့ပြီးအဲဒီနေရာကနေထွက်ပြေးသွားခဲ့ပါတယ်သူရဲ့အထက်လူကြီးတွေကတားဆီးဖို့ကြိုးစားခဲ့ပေမဲ့ခါကီကတော့ဒီကလေးကသူ့ရဲ့ကလေးဖြစ်တယ်လို့ပြောခဲ့ပြီးရဲ့ချိန်ညမောင်ထဲမှာပျောက်ကွယ်သွားခဲ့ပါတယ်။အာမာဂီ operation ကတော့ပလီယာတွေကိုဖျော်ဖြေရေးအတွက်ဖန်တီးခဲ့ပေမဲ့သူတို့ဖန်တီးထားတဲ့တရဝါတွေကိုပြန်လည်လိုက်လံနှိမ်နင်းမှုအတွက်လက်နက်တစ်ခုကိုဖန်တီးခဲ့ကြပါတယ်။အဲဒီအရာကိုဇက်လို့ခေါ်ကြခဲ့ပြီးတော့ဒါပေမဲ့ခါကီကတော့အဲဒီဇက်ဆိုတဲ့ကလေးကိုလူသားတစ်ယောက်လိုရှင်သန်ခွင့်ရကြီးတင်တယ်လို့ယုံကြည်အားကြောင့်မလို့ခေါ်သွားခဲ့တာပါ။ဒါကြောင့်မလို့သူကတော့ဇက်ကိုတခွဲကန်းထဲကနေခိုးယူခဲ့ပြီးတော့လူသားလိုနေထိုင်အောင်လို့ဂျင်းဆိုတဲ့နာမည်ကိုပေးခဲ့တာပဲဖြစ်ပါတယ်။ပြီးတော့သူကိုတိုဂျိုမျိုးရဲ့စင်ရသားရက်ကွက်ထဲမှာမီဒီယာလိုပြုစုပြောင်းထောင်ခဲ့ပြီးတော့အာမာဂီ operation ကတော့အဲဒီချိန်ကတည်းကသူတို့တွေခိုးကန်လိုက်ရတဲ့လက်နက်ကိုလိုက်လံရှာဖွေနေခဲ့တာပါ။အခုဆိုရင်ဂျင်ကတော့ခါကီနဲ့အတူတူအန်နာထောင်လို့ခေါ်တဲ့မြို့တော်မှာနေထိုင်နေတဲ့လူငယ်ရွယ်ကိုရောက်နေခဲ့ပါပြီ။နေရာအဝေးပြေးလမ်းမကြီးရဲ့အောက်မှာအင်ဂျီယာမဲတွေအတုံးမကျတဲ့သူတွေပုတ်တိုးသွားအောင်လို့ပစ်ထားတဲ့တူဂျူမျိုးရဲ့အမေရောခံနေရတကူပဲဖြစ်ပါတယ်။ကျင်းကတော့ကြောင်မတက်နိုင်ပဲသူတို့မှအလုံးမရှိဘဲနဲ့စင်ရသားရက်ကွက်ကကလေးတွေကိုဘယ်သူမှအလုံးမခန့်ကျင်ကြတာကြောင့်မှသူကတော့သူရဲကောင်းအဖြစ်နေခဲ့ပြီးတော့စီးပွားရေးတစ်ခုအဖြစ်ပြောင်းလဲလိုက်ခဲ့ကဥပမာတစုံတစ်ယောက်ကလူရက်ခံရတာမျိုးဒါမှမဟုတ်ရင်နှောက်ယှက်ခံရတာမျိုးကြုံရင်တော့ဂျင်ရောက်လာခဲ့ပြီးရန်တထောင်းနဲ့ကူညီမယ်လို့ကန့်လန့်လေးရှိပါတယ်။ပတ်စံလုံးဝမရှိရင်တော့လုံးဝမကယ်ပဲနဲ့တနေ့မှာတော့အမျိုးသမီးတစ်ယောက်ကလမ်းကြားထဲမှာလူမိုက်၃ယောက်ရဲ့ဝိုင်းတာကိုခံခဲ့ရပြီးတော့ဂျင်းကလေးအဲ့ဒီနေရာမှာပဲပေါ်လာခဲ့ပြီးသူ့ရဲ့ပုံမှန်အခကြေးငွေနဲ့ကယ်တင်ပေးဖို့ရတဲ့ကန့်လန့်ခဲ့ပါတယ်။ဒီမှာလည်းအရန်ကိုစိုးရိမ်နေရကြမလို့ဆက်ရှင်းပဲသဘောတူညီလိုက်ခဲ့ပြီးတော့ဂျင်းလည်းအောက်ကိုဆင်းလာခဲ့ပြီးစက္ကန့်မိုင်းအတွင်းမှာပဲလူမိုက်၃ကောင်လုံးရှစ်ပလန်နဲ့တီးပေးလိုက်ပါတယ်။သူကတော့တစ်သက်လုံးတိုက်ခိုက်လာခဲ့တဲ့သူတွေကိုလှုပ်ရှားခဲ့ပြီးတော့နေရကြားရဲ့ခုံတက်ခဲ့ကသူ့ရဲ့တိုက်ခိုက်မှုတွေရှောင်နှင်းခဲ့ပြီးတိကျရဲ့ထိုးနှက်ချက်နဲ့တတိလျောင်ကျုံလိုက်ပါသေးတယ်။တင်ကိုကြည့်ပြီးတော့ဘလောက်တောင်တန်ပါလဲဆိုတာအဲ့ဒီမျိုးသမီးလည်းအံ့ဩနေခဲ့ပါတယ်။ခဏအကြာမှာတော့သူရဲကောင်းဝတ်ဆောင်အတူကိုဝတ်ထားတဲ့ခုကာဆိုတဲ့ကောင်လေးတယောက်ရောက်ရှိလာခဲ့ပြီးဂျင်းရဲ့တငယ်ချင်းလည်းဖြစ်ပါတယ်။ဂျင်းကသူ့ကိုအကူအညီမခေါ်လို့ဆိုပြီးစိတ်ဆိုးနေခဲ့ကအပွဲစည်းနဲ့လှုပ်ထုံးလုံနီးတွေအကြောင်းဂျင်းကိုစုံမပါတော့တယ်။သူရဲ့ညမလေးခိုနိုဟာကတော့သူတို့ကိုစိတ်လျှော့ဖို့ကြားကနေပြောခဲ့ပြီးတော့ခုကာကလည်း Everest ဆိုတဲ့ TVN အစီအစဉ်မှာပါတဲ့အရာတစ်ခုကိုဆွဲလန်းနေရဖြစ်ပြီးတော့သူကတော့သူရဲကောင်းလိုမျိုးမတရားမျှတမှုကိုဖျက်ဆီးပြီးအပြစ်မဲ့သူတွေကိုကာကွယ်ပေးဖို့အတွက်အားကျနေတဲ့သူတစ်ယောက်ပါသူကတော့ဂျင်ကိုမြို့ထဲမှာတရားမျှတမှုရဲ့သူရဲကောင်းဆိုပြီးတော့ခြောက်သွားပြီးတော့စစ်ဆေးနေခဲ့ပါတယ်သူတို့နှစ်ယောက်လုံးကြားကမတူညီတဲ့ရှားနာချက်တစ်ခုကတော့ခုကရာဇဝတ်ကောင်တွေကိုမြင်ကျင်ခဲ့ပေမဲ့ဂျင်ကတော့ဘေးဒုက္ခရောက်နေတဲ့သူတွေကိုပဲမြင်တတ်ပါတယ်။ကူကာကတော့မကောင်းမှုတွေကိုအနိုင်ယူခဲ့ခြင်းပေမဲ့ဂျင်ကတော့ပတ်စံမဲရခြင်းခဲ့ပြီးဘာကြောင့်လဲဆိုတော့ခုကာရဲ့ရှမ်းသာကြွယ်ဝမှုကရှိနေတာကြောင့်ဂျင်ကတော့တော်တော်လေးဆင်းရဲတာကြောင့်ပဲဖြစ်ပါတယ်။အမျိုးသမီးကဂျင်ကိုပတ်စံပေးဖို့ရတဲ့ကြိုးစားတဲ့အချိန်မှာကူကာကတော့ငွေမတောင်းဖို့နဲ့ဂျင်ကိုတင်းဆွဲခေါ်သွားခဲ့ပြီးတော့ကူကာဆွဲခေါ်သွားတဲ့နောက်ကိုဂျင်ကလည်းပတ်စံအတွက်ကြံနေခဲ့ပြီဆိုပြီးအော်ဟစ်ပြီးလိုက်သွားခဲ့ရပါတယ်။ပန်းညံရောက်တဲ့အချိန်မှာဂျင်ကတော့ခိုနိုအားရဲ့လက်ထဲမှာပတ်တီးစီးထားတာကိုတွေ့ရပြီးသူ့ရဲ့လက်ဖွားတွေကနတ်သမီးလက်ဆွဲလို့ခေါ်တဲ့ဂွေမုံစာအမှတ်သားကိုပြလိုက်ခဲ့ပါတယ်။ခါကီကတော့ဒါကိုဘယ်သူမှမပြဖို့မှာထားခဲ့ပေမဲ့သူကတော့တငယ်ချင်းတွေဖြစ်တာကြောင့်မလို့ဂျင်ကလည်းပြသခဲ့တာပါ။
ကိုနိုဝါကတော့သူမရဲ့ပတ်တီကဒဏ်ရာတိတိလေးဖြစ်ကြောင်းပြောနေခဲ့ပြီးတော့ဂျင်းကလည်းဂီယူဆိုင်ဖို့ပြောနေခဲ့ပါတယ်။အိမ်နေနောက်ပိုင်းမှာအမျိုးသမီးကတော့ဂျင်းကိုပြန်ချတွေးခဲ့ပြီးရဲ့နောက်ပိုင်းမှာဂတိပေးထားတဲ့ပတ်စံကိုတေချာပေါက်လာပေးခဲ့တာပါ။သူရဲ့နာမည်ကအခါမီဖြစ်ခဲ့ပြီးတော့ဂျင်းမလည်းသူမရဲ့လိပ်စာကပ်ပေးထားခဲ့တာယူရင်းနဲ့အချိန်ရရင်မိုးလိုက်ကျွေးပေးမှမေလို့တော့ပြောသွားခဲ့ပါသေးတယ်။ငါပတ်ဆောင်အိတ်ထဲချဲ့ပြီးတော့ဘာမှမပြောတော့ဘဲနဲ့အိမ်ကိုပြန်လာခဲ့တာပဲဖြစ်ပါတယ်။ဒါပေမဲ့သူကတော့အန်နာချောင်းမျိုးတော်ကိုပြန်ရောက်တဲ့အချိန်မှာတခုခုမာနေပြီဆိုတော့တီးလေရပြီးနေရာအနှံ့မှာသွေးထိပြန်ကျဲနေရတွေ့ခဲ့ရပါတယ်။သူတို့ရဲ့အိမ်ကြီးချင်းတွေအကောင်လုံးရဲ့တက်ခံထားရတဲ့အလောင်းတွေလေမြေပြင်ပေါ်မှာပြန့်ကျဲနေရကြမလို့ဂျင်းကလည်းရုတ်တရက်လန့်သွားခဲ့ပြီးတော့အိမ်စီကိုတန်းတန်းမတ်မတ်ပြေးသွားခဲ့ပါတယ်။အိမ်ထဲမှာကတော့ကီယာကတော့သူ့ရဲ့ခန္ဓာကိုယ်နှံမှာဒဏ်ရာတွေအနှံ့ဖြစ်နေခဲ့ပြီးလဲကျနေရကြမလို့ဂျင်းကလည်းသူမြင်နေရတဲ့အရာတွေကိုနားမလည်နိုင်ဖြစ်နေခဲ့တာပါသူကတော့ခါကီစီကိုပြေးသွားခဲ့ပြီးတော့သူ့ရဲ့အဖို့အမြဲတင်ပေးခဲ့သလိုဒဏ်ရာတွေပေါ်မှာတတွေးစွန့်ရင်ပြောက်မယ်လို့ကတိပေးထားခဲ့တာပါဒါပေမဲ့ခါကီကတော့တပ်ပင်းချလိုက်ခဲ့ပြီးတော့လူရီပါလို့အိပ်ပျော်နေကြလေဂျင်းကလည်းမေးလိုက်တဲ့အချိန်မှာခါကီကတော့သူတို့တွေအိပ်နေရမဟုတ်တော့ဘူးသူတို့တွေမရှိတော့ပဲအသက်ဆုံးရှုံးသွားပြီလို့ပြောနေခဲ့တာပါဂျင်းကလူသားအစ်မဟုတ်တဲ့အတွက်ကြောင့်မလို့အသက်တည်ဆုံးတာတွေဘာမှမသိပဲနဲ့အိပ်ပျော်ရလောက်ပဲတည်ရသူတရားပါဒါကြောင့်လို့ခါကီကလည်းသူ့ရဲ့နောက်ဆုံးခွန်အားကိုအသုံးပြုခဲ့ပြီးတော့ဂျင်းကိုတင်းတင်းကြပ်ကြပ်ဖတ်ထားလိုက်ကနောက်ဆုံးသင်ခန်းစာတစ်ခုကိုပေးခဲ့ပါတယ်အခုလိုရှင်နေမျိုးဖြစ်အောင်လုပ်တဲ့ကောင်ကအကြမ်းဖက်မှုပဲပြီးတော့ဒါကအမြဲတမ်းတတိပေးရမယ့်အရာပဲဆိုပြီးတော့ပြောရင်းနဲ့အသက်တည်ဆုံးသွားခဲ့တာပါဂျင်းကတော့သူ့ရဲ့အဖိုးပင်မလို့အိတ်သွားတာလိုပဲထင်နေခဲ့ပြီးတော့သူကတော့ခါကီရဲ့ရုပ်အလောင်းကိုလဲပေါ်တင်ခဲ့ပြီးတော့မိုးရီထဲမှာအနီးနားကစီကန်းတစ်ခုစီကိုတွားနေခဲ့တာပါတကားထူလိုက်ခဲ့ပြီးတော့အကူကြီးတောင်းနေခဲ့ပေမဲ့စီကန်းပိုင်ရှင်ကတော့တကားဖွင့်လာခဲ့ပြီးအခချင်းငွေတောင်းလာဒါပေမဲ့ဂျင်မာဒင်္ဂါပြန်နေနေပဲရှိတာကြောင့်မလို့အင်ဂျီယာမဲတယောက်လည်းဖြစ်တဲ့အတွက်ပြဿနာကိုဂီယူမဆိုင်ဘူးလို့ပြောခဲ့ပြီးစီကန်းပိုင်ရှင်ကတော့ဂျင်ကိုတွန်းထုတ်ခဲ့ပြီးတော့တကားပေးလိုက်တာပါဂျင်ကတော့မိုးရီထဲမှာလဲကိုဆက်တွန်းသွားခဲ့ပြီးတော့မီရောက်နေရှိတဲ့အိမ်ကိုဖျက်သွားခဲ့ရင်လည်းမိသားစုတွေအတူတူထမင်းစားနေကြတာရေမောနေကြတာတွေပျော်ရွှင်တာတွေကိုမြင်နေခဲ့ရတာပါတယ်သူရဲ့ခန္ဓာကိုယ်ထဲမှာစီးဆင်းနေတဲ့ခံစားချက်တွေကိုသူကိုယ်တိုင်နားမလည်တော့ပဲနဲ့ဘလို့ဖြစ်တာကြောင့်ဒီလိုခံစားမှုမျိုးတခါမှမရဘူးလေအခုမှရနေရလဲဆိုတာစဉ်းစားနေခဲ့တာပါသူကိုယ်တိုင်နာကျင်ရတာကိုသူကိုယ်တိုင်နားမလည်ပဲနဲ့တို့ရဲ့အတူတူတောင်းခဲ့တဲ့အထူးပြောဖုံးနဲ့ခုကာကိုခေါ်ဖို့ကြိုးစားခဲ့ပေမဲ့လေအာမာဂီအိမ်တော်မှာတော့ခုကာသုံးနေတဲ့ဖုံးကိုပိတ်ဆို့ထားခဲ့ပြီးအဖေပြစ်သူကပဲဖုံးကိုအရင်သိမ်းလိုက်ခဲ့ပြီးတော့ခုကာမပြေနိုင်ခင်မှာပဲဖျက်ဆီးပြေးလိုက်ပါတယ်ဂျင်းရဲ့ဘက်မှာဖုံးလိုင်းပြတ်တောက်သွားတဲ့အတွက်ကြောင့်မလို့သူ့ရဲ့တဦးလေးသောတငယ်ချင်းဟာသူ့ရဲ့အခက်ခဲဆုံးအချိန်မှာလေးလူရှူတာခံထားလိုက်ရသလိုခံစားခဲ့ရပါတယ်။အားကိုးရမယ်ဖြစ်နေတဲ့ဂျင်းကတော့အခါမီရဲ့လိပ်စာကတ်ကိုတတိယသွားခဲ့ပြီးတော့သူမကိုသွားချဖို့ပဲဆုံးဖြတ်လိုက်ပါတယ်။မကလည်းဗာမေးခွန်းမှမမေးတော့ပဲဂျင်းနဲ့ခါရီတို့ရဲ့ရုပ်အလောင်းကိုစေယုံစီကိုချက်ချင်းပဲခေါ်သွားပေးခဲ့တာပါ။စုံတောက်တွေရောက်လာခဲ့ကြပြီးတော့ဒဏ်ရာပုံစံတွေကိုစစ်ဆေးခဲ့ပြီးသူတို့တွေလိုက်လံစုံစမ်းနေတဲ့တိုက်ခိုက်သူရဲ့လက်ချက်မှန်သိသွားခဲ့ပါတယ်။အဲ့ဒီသူကိုတော့လီနက်ဆိုဝင်းမစတာလို့ခေါ်ကြပြီးတော့စုံတောက်ဆာမာယာကတော့ဂျင်းရဲ့စိတ်ဓာတ်တွေဘလောက်တောင်ပြိုလဲကျနေပြီလဲဆိုတာသတိထားမိခဲ့ပါတယ်။သူကတော့ခါကီရဲ့ဆွဲချုပ်ကိုဂျင်းကိုပေးလိုက်ခဲ့ပြီးတော့အခြေအနေတွေခက်ခဲလာတဲ့အခါခေါင်းမော်တာဘူးနဲ့ဘာကြောင့်လဲဆိုတော့မြေပြင်မှာမျောလင်းချက်ကိုရှာမနေဘူးလို့ပြောနေခဲ့တာပါ။မျောလင်းချက်ဆိုတာဘာလဲဂျင်းကလည်းမသိတော့မေးခဲ့ပေမဲ့ဒါပေမဲ့ဆာယာမာကတော့အခါမီအနာယူနေတဲ့အခန်းကိုညွှန်ပြခဲ့ပြီးတော့အခုဆိုရင်အခါမီကမင်းရဲ့မျောလင်းချက်ပဲလို့ပြောလိုက်ပါတယ်။အခါမီကလည်းနောက်ပိုင်းမှာဂျင်းကိုဘာမှမပြောတော့ပဲစောင့်ရှောက်ပေးဖို့ကိုကူညီပေးမယ်လို့ပြောလိုက်ခဲ့တာပါနောက်ပိုင်းမှာတော့သူမကပီတာစုဝင်တရားလိုဆက်ဆံနေပြီးတော့ဂျင်းကိုမွေးစားပေးခဲ့တာပါနောက်တစ်နေ့မှာတော့ဂျင်းနဲ့အခါမီတို့ကလည်းဈေးတူတူထွက်ဝဲခဲ့ကြပြီးတော့သူမလည်းပျော်နေခဲ့ပြီးဂျင်းကလည်းပျော်အောင်ကြိုးစားနေတော့မှအိမ်ပြန်လမ်းမှာကတော့ဘဲကမှမသိတဲ့ရှာတကူထွက်ပေါ်လာခဲ့ပြီးအခါမီရဲ့ရင်ဘတ်ကိုထိုးပေါက်လိုက်ပါတယ်ဒီနက်ဆိုလို့ခေါ်တဲ့ကောင်ကလည်းဂျင်းကိုရှာတွေ့သွားခဲ့ပြီးတော့သူကပလီယာတကောင်ဖြစ်ပြီးတော့သူ့ရဲ့ရှာကိုဓာသားလိုပဲဆန့်ထုတ်နိုင်တဲ့ပေါက်တင်ညိုအမျိုးအစားနဲ့ဆိုပဲဖြစ်ပါတယ်သူကတော့အန်နာထောင်းကခါဂီနဲ့တခြားသူတွေကိုတတ်ခဲ့တဲ့သူပဲဖြစ်ကြောင်းနဲ့ဂျင်းကိုတီးတန့်လိုက်လံရှာဖွေနေရဖြစ်ကြောင်းပြောခဲ့ပါတယ်။သူကတော့ဂျင်းရဲ့ဖြစ်တည်မှုနဲ့အစစ်အမှန်ကိုအာရုံခံနိုင်တာမလို့ဂျင်းကအာခါမီကိုကာကွယ်ပေးဖို့ရာအတွက်သူမရဲ့ရှေ့မှာရပ်လိုက်ခဲ့ပေမဲ့နတ်ဆိုးကတော့ရင်မတ်တက်တဲ့ကိုထိုးပေါက်ခဲ့ပြီးတော့ဘေးကိုလွန်ပစ်လိုက်ပါတယ်။နတ်ဆိုးလည်းအာကာမီကိုအဆုံးမသက်ခင်မှာသူမကတော့သူ့ကိုလဲကျအောင်လုပ်နိုင်ခဲ့ပေမဲ့နတ်ဆိုးကတော့သူမရဲ့မျက်နှာတွေကိုဓာတ်နဲ့မွန်းတလူလုပ်ခဲ့တာကြောင့်မလို့နတ်ချိုင်နဲ့အမာယူတွေထင်ကြံသွားခဲ့ပါတယ်။ဂျင်းရဲ့အတွင်းပိုင်းကတခုခုနိုးလာခဲ့ပြီးတော့သူ့ရဲ့မျက်လုံးတွေကအချောင်ပြောင်းလဲသွားခဲ့ပြီးဇပင်တွေလည်းထောင်တက်လာခဲ့ကခန္ဓာကိုယ်ပတ်ပတ်လည်မှာလျှက်စီးတွေထားလာခဲ့ပါတယ်။
လက်ကလည်းနတ်သမီးလက်စော့ကတောက်ပလာခဲ့ပြီးတော့အတွင်းကနေစွမ်းအားတွေပေါက်ကွဲထွက်လာခဲ့ပြီးကျင်းလည်းအသွင်ပြောင်းလဲသွားခဲ့တာပါသူရဲ့ခန္ဓာကိုယ်ကမျက်နှာပုံးစွပ်ထားတဲ့နတ်ဆိုးတစ်ကောင်လိုမျိုးပုံစံနဲ့အနက်ရောက်ဝစ်စင်ထားတဲ့ဖုံးလန်းသွားခဲ့ပြီးတော့လေးနတ်ဆိုးကလည်းခရစ်စမာလို့ခေါ်တဲ့စကားလုံးကိုပဲတီတီတိုးတိုးလေးရေရွတ်နေခဲ့ပြီးတော့ကျင်းကလည်းသူ့ကိုတစ်ချက်တည်းနဲ့အစမြောက်ပြီးတော့တတ်ပေးလိုက်ပါတယ်ကျင်းကတော့မူလအတိုင်းပြန်လည်ဖြစ်သွားခဲ့ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကအဲ့ဒီတန်ကိုမခံနိုင်တဲ့အတွက်ကြောင့်ချက်ချင်းပဲသတိလစ်သွားခဲ့တာပါဆေးရုံမှာနှုတ်လာတဲ့အခါမှာအာဂါမီအသက်ရှင်နေတော့မှဖြစ်ပြီးတော့သူရဲ့မျက်နှာမှာအမာရွရှိနေခဲ့ပေမဲ့ပြုံးပြုံးလေးနဲ့ကျင်းကိုဖတ်ထားခဲ့တာပါအခုလောလောဆယ်မှာကျင်းကတော့မိသားစုအသစ်တစ်ခုကိုရှာတွေ့သွားခဲ့ပြီးတော့နှစ်တွေလည်းကုံဆုံးသွားခဲ့ပြီးရဲ့နောက်မှာကျင်းလည်းအခုဆိုရင်တော့အနာချောင်းမှာနေထိုင်ခဲ့တဲ့လူငယ်တစ်ယောက်ဖြစ်လာခဲ့ပါပြီအရင်လိုပဲလူတွေကိုကယ်တင်ဖို့အတွက်ရန်တစ်တောင်းနဲ့တောင်းနေတော့မှာပဲအာဂါမီကတော့အနာမှာစားတောက်ဆိုင်လေးဖွင့်ထားခဲ့ပြီးတော့ကျင်းကိုကြောင်းထားဖို့အတွက်ပတ်စံစုနေခဲ့ပေမဲ့ကျင်းကတော့သူမနဲ့ပဲအမြဲတမ်းသွားမှဖြစ်ကြောင်းမစုဖို့အတွက်ပြောနေခဲ့တာပါတပတ်မှာတော့ခုကတော့အာမာဂီမိသားစုရဲ့ခုံကောင်းဆောင်ဖြစ်လာခဲ့ပြီးတော့ခေါင်းဆောင်မင်းသားဖြစ်လာတဲ့အတူတူအထက်တန်းကျောင်းရဲ့ဘောလုံးအသင်းရဲ့ခေါင်းဆောင်လေးဖြစ်လာခဲ့ပြီးပရိသတ်တွေဝိုင်းဝိုင်းလည်နေခဲ့တာပဲဖြစ်ပါတယ်သူရဲ့အောင်မြင်မှုတွေကိုဂုဏ်ပြုတဲ့ပွဲလေးတစ်ခုမှာအစီအစဉ်တက်သက်သူကတော့ခုကိုကြောင်းပြီးရင်ဘာတွေဖြစ်ချင်လဲလို့မေးလိုက်တဲ့အချိန်သူကတော့တရားမျှတမှုရဲ့သူရဲ့ကောင်ဖြစ်လာချင်ပါတယ်လို့ဖြေခဲ့ပါတယ်လူအုပ်စုကြီးကတော့ဒါဟာသားတစ်ခုလို့ထင်နေခဲ့ပေမဲ့ရေမောခဲ့ကြပြီးတော့ကိုကတော့သူပြောတဲ့စကားလုံးတိုင်းအလေးနဲ့ထားတာကြောင့်မလို့လုံးဝမရေခဲ့ပါဘူးသူဟာသူ့ရဲ့အမြင်ကိုယုံကြည်တဲ့ Amaki Corporation ရဲ့ဝန်ထမ်းဟောင်းအနေနဲ့အဖွဲ့အစည်းတစ်ခုကိုဖွဲ့စည်းထားခဲ့တာပါသူတို့တွေရှေ့ပြေးကရိယာတစ်ခုကိုတီထွင်ထားလိုက်ခဲ့ပြီးတော့ညဘက်တွေမှာမြို့ထဲမှာရာဇဝတ်မှုတွေကိုလိုက်လံတားဆီးနေခဲ့တာပါဒါကြောင့်မို့မီရှုသမားတယောက်ကတော့တိုဂျိုမျိုးအနှံ့မှာအဆောက်အအုံတွေကိုမီလိုက်ရှုနေခဲ့ပြီးခုကလည်းသူဟာသူရဲကောင်းအစ်စ်ဖြစ်ကြောင်းသက်သေပြဖို့ရအတွက်အခွင့်အရေးဆိုပြီးတော့မြင်လိုက်ရပါတယ်အဲဒီမီရှုသမားကတော့တကယ်တမ်းတော့မီကိုထိန်ရှုံနိုင်တဲ့ပလီယာတကောင်ပဲဖြစ်ပြီးတော့သူကတော့အရာဝတ္ထုတွေလောင်ကျွမ်းနေရအောင်ကြည့်ခဲ့ရပြီးပျော်နေတာမလို့အဆောက်အအုံတွေကိုမီရှိုက်လက်ရှုနေရပဲဖြစ်ပါတယ်ကျင်ကတော့ပလေယာတွေအနားမှာရှိနေရင်တည်နေတာကြောင့်သူလည်းပဲအဲ့ဒီမီလောင်မှုကိုတတိထားမိသွားခဲ့ပြီးတော့နှစ်ယောက်စလုံးကတညာထဲမှာပဲမီလောင်နေတဲ့အဆောက်အုံတစ်ခုစီတို့ရောက်လာခဲ့ကြပါတယ်အထဲမှာတော့စင်တစ်ခုပြိုကျနေခဲ့ပြီးတော့အမေဖြစ်သူတတိလက်နေရအောင်မိသားစုတစုလည်းပိတ်မိနေခဲ့တာပါခုကတော့ရှင်နေကိုတွက်ရှိခဲ့ပြီးတော့လူတိုင်းမကယ်တင်နိုင်တော့ဘူးလို့ဆုံးဖြတ်လိုက်တာကြောင့်အမေဖြစ်သူကိုထားခဲ့မယ်ခလီတွေကိုကယ်ဖို့အကောင်းဆုံးပဲဆိုပြီးတော့ယူဆခဲ့တာပါကျင်ကတော့ဒါရီလုံးဝကီးမဆိုင်ပဲနဲ့သူကအမေဖြစ်သူကိုရှိပြီးတော့ခလေးတွေရှိတဲ့ကတင်မော်တစ်ခုကိုတင်လိုက်ခဲ့ကအကောင်လုံးတင်းတင်းကြပ်ကြပ်စောက်ကင်ထားဖို့အတွက်ပြောလိုက်ခဲ့ပါတယ်ပြီးတော့ပြိုကျနေတဲ့ကျမ်းပြင်ကနေသူတို့အားလုံးကိုဘေးကင်းရာသို့တည်ထုတ်သွားခဲ့ပြီးကိုကတော့သူတွက်ချက်ထားတာလုံးဝမဖြစ်နိုင်ဘူးလို့ထင်နေခဲ့ပေမဲ့ကျင်ကတော့လှုပ်ပြလိုက်တာကြောင့်မလို့မယုံကြည်နိုင်ပဲကြည်နေခဲ့တာပါဒါပေမဲ့ Fire Master ကောင်အထဲမှာရှိနေသေးတာကြောင့်ပြဿနာကတော့ကျင်ဟာသူ့ရဲ့အထူးအသွင်ပြောင်းတဲ့ PK ကိုအိမ်မှာထားခဲ့မိတာပဲဖြစ်ပါတယ်DPK ကို Amaki Corporation ကဂျင်ဟာစိတ်တရားအပြင်းထန်မရပဲအသွင်ပြောင်းနိုင်ဖို့အတွက်တီထွင်ထားခဲ့တာပဲဖြစ်ပါတယ်။ဒါကြောင့်မလို့အဲ့ဒါမပိုင်ဂျင်ကတော့စိတ်တိုင်းကြအသွင်မပြောင်းလဲနိုင်ပဲနဲ့ Fire Player ကတော့ဂျင်ကိုတွေ့သွားခဲ့ပြီးတော့ဆက်ရှင်းပဲတီးလိုက်ရပြီးသူကသူ့ရဲ့ပုံစံအစစ်ဖြစ်တဲ့မီနက်ဆိုကြီးဖြစ်ပြောင်းလဲလိုက်ကဂျင်ကိုထိုးနှက်တိုက်ခိုက်ခဲ့ပြီးတော့ Player တွေကလူသားတွေတက်တာလွန်ကြောင်းနဲ့ပုံနေတရားမလို့တော့ကြောင်းကိုလွန်ပြောင်းခဲ့ပါတယ်။ကျင်ကသူ့ကိုပသက်ပိတ်ထားဖို့ပြောနေခဲ့ပြီးတော့နတ်သိုးကလည်းကျင်ရဲ့ရှင်ဘက်ကိုထိုးပေါက်လိုက်ခဲ့ပေမဲ့ကျင်ကတော့လဲမကျသွားပဲနာကျင်မှုကြောင့်မလို့သူ့ရဲ့နတ်သမီးလက်စုပ်ကနိုးလာတာကိုခံစားလိုက်ရပါတယ်။လျှက်စီးတွေကလည်းသူ့ရဲ့ခန္ဓာကိုယ်ဝင်းရံသွားခဲ့ပြီးတော့ဇက်ဖြစ်ပြောင်းလဲသွားခဲ့တာကြောင့်ကျင်ကတော့ခုကမီးတက်ဆေးဘူးကိုတုံးခဲ့ပြီးမီးနဲ့ဆိုးရဲ့ဒဏ်ရာတွေကိုပြန်မကျအောင်လုပ်လိုက်ခဲ့တာပါ။ပြီးတော့မီကအောက်ဆီဂျင်မရှိရင်မလောင်နိုင်တာကိုသိရတဲ့အတွက်ကြောင့်လေဝဲတစ်ခုနဲ့နတ်ဆိုးကိုအသက်ရှူရအောင်လုပ်လိုက်ခဲ့ပါတယ်။မီနက်ဆိုကိုအဆုံးသက်သွားပြီဆိုပေမဲ့ကျင်းနှလုံးသားတစ်ချက်ကုန်ပြီးရဲတန်သွားတဲ့အတွက်ကြောင့်မလို့အသွင်ပြောင်းလဲမှုမပြီးဆုံးသေးခဲ့မဲ့နဲ့ဂျမ်းမခံနိုင်မဲလဲကျသွားခဲ့ကသူရဲ့ဆွဲကြိုးရတဲ့မြေပြင်ပေါ်မှာတိတ်တိတ်မဝါဖြစ်သွားခဲ့ပါတယ်မိသက်သမားတွေရောက်လာတဲ့အချိန်မှာခိုနိုဟာကတော့ပျက်စီးသွားတဲ့ဆွဲကြိုးတွေကိုကောက်ယူလိုက်ခဲ့ပြီးတော့ဂျင်းကိုစိုးရင်ရတဲ့အခြေအနေနဲ့စေးရုံကိုအမြန်ပြန်ပို့လိုက်ပါတယ်စေးရုံထဲမှာတော့သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီးခုကိုအဲဒီမိသားစုကိုကယ်တင်ခဲ့တဲ့အတွက်သူရဲကောင်းဖြစ်ရှိကျူးနေခဲ့ကြတာပါသူရဲ့အဖေကလည်းအဲ့ဒီခွင့်ရေးကိုတုံးခဲ့ပြီးတော့ Amaki Corporation နဲ့နှီးပညာကိုကြော်ညာပါတော့တယ်။ခုကတော့အမှန်တရားကိုသိနေခဲ့ပြီးဂျင်ကသာသူရဲကောင်းစစ်ဖြစ်ပင်နဲ့သူ့အဖေခိုင်းလာတာကြောင့်နှုတ်ဆက်နေခဲ့ရတာပါ။တပတ်မှာကတော့ခုရဲ့အဖိုးဖြစ်သူမစ်စုကာယီကတော့ဂျင်ရဲ့ဖြစ်တည်မှုကိုတရှိသွားခဲ့ပြီးတော့သိရှိသွားခဲ့ပြီးရဲ့နောက်သူက Amaki Corporation ရဲ့ဥက္ကဋ္ဌလည်းဖြစ်ခဲ့ပြီးလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကပလီယာတွေကိုစတင်ဖန်တီးခဲ့တဲ့သူပါ။
ကာဂီကတော့ဇက်ကိုခိုးသွားတဲ့ကလေးကသူ့လိုက်ရှာနေရဖြစ်ပြီးတော့ဒါကြောင့်လို့ဂျင်ကိုဆက်ရှင်းမဲ့သွားခေါ်ဖို့အတွက်သူ့လူတွေကိုအမိန်ပေးခဲ့ပါတယ်။ဂျင်ကတော့ထူးဆန်းတဲ့အခန်းတစ်ခုမှာနိုးလာခဲ့ပြီးရဲ့နောက်ပရင်ပေါက်ကနေသဖြင့်အာခါမီကိုနတ်ဆိုးတစ်ကောင်ဖမ်းထားတာကိုတွေ့ရပါတယ်။ဂျင်ကသူမကိုလွတ်ပေးဖို့အတွက်အော်ဟစ်နေခဲ့ပြီးတော့သူ့ရဲ့ဒေါသတွေပြင်းထန်လာတာကြောင့်နတ်သမီးလက်ဆိုတာအလိုလိုနိုးထလာခဲ့ပါတယ်။လျှက်သီးတွေပေါက်ကွဲထွက်လာခဲ့ပြီးတော့အသွင်ပြောင်းလဲကသူတို့ကိုရှာထားတဲ့မှန်တကားကိုရိုက်ခွဲလိုက်ခဲ့ပြီးတော့ရှိသမျှခွန်အားနဲ့နတ်ဆိုးကိုတိုက်ခိုက်ခဲ့ပေမဲ့သူ့ရဲ့ဆွမ်းအားမတိမငြိမ်ဖြစ်နေခဲ့တာပါ။ဘာကြောင့်လဲဆိုတော့အသွင်ပြောင်းလဲမှုကမပြေးသေးတုံသေးလို့ပါပဲ။နတ်ဆိုးကတော့ဂျင်ကိုနှိမ်နှင်းခဲ့ပြီးတော့တိုက်ခိုက်ကအားနဲ့မပြေးစုံတဲ့သူဆိုပြီးတော့ပြောနေခဲ့ပါသေးတယ်။မျော်လင့်ချက်ကောင်ဆုံးတော့မဲ့အချိန်မှာဂျင်ရဲ့ဒေါသအယော်ရီထွက်လာတဲ့အတွက်ကြောင့်မလို့နတ်ဆိုးကိုလက်သီးတစ်ချက်တည်းနဲ့ပဲတကူလုံးကြည်မောတက်ပြစ်လိုက်တာပါ။ဒါပေမဲ့ဂျင်ကလည်းမှန်ထဲမှာသူ့ရဲ့ပုံရိပ်ကိုမြင်လိုက်ရတဲ့အခါတုံဆိုင်သွားခဲ့ပြီးတော့နတ်ဆိုးတစ်ကောင်ကသူ့ကိုယ်သူပြန်ကြည့်နေတယ်လို့ခံစားနေရတာပါ။သူကသူ့ကိုယ်တော့မမှတ်မိတော့ဘဲနဲ့ဒီတိုက်ပွဲကိုစောင့်ကြည့်နေတဲ့သိပ္ပံပညာရှင်ကလည်းရှီနီကိုရှင်းပြခဲ့ပါတယ်။ဂျင်ရဲ့အသွင်ပြောင်းမှုကမပြည့်စုံသေးဘဲနဲ့သူ့ရဲ့ဆဲဖွဲ့စည်းပုံကလျင်မြန်စွာပျက်စီးနေကြောင်းနဲ့အကယ်၍သူသာအနားမှာရှိတဲ့ပလီယာအားလုံးကိုမတက်နိုင်အောင်ဆိုရင်သူ့ရဲ့ stress အပိုင်းစာတွေဟာတည်ငြိမ်မှုအတွက်လိုအပ်တာပြီးတော့သူ့ရဲ့ခန္ဓာကိုယ်လည်းပျက်စီးသွားနိုင်မယ်လို့ပြောနေခဲ့တာပါ။ခန်းထဲမှာနောက်ထပ်ပလီယာတစ်ကောင်ရှိနေသေးပြီးတော့အဲ့ဒါကတော့အာခါမီပဲဖြစ်ပြီးဂျင်ကလည်းတောင်းမယုံကြည်နိုင်ပဲနဲ့ဒီမှာကမူလအတိုင်းပြန်ပြောင်းအောင်လုပ်ပေးဖို့အတွက်သူကာကြီးရဲ့အဖွဲ့ကိုអော်ပြီးတော့တောင်းဆိုနေခဲ့တာပါဒီလိုနဲ့ဘာမှမထူးခြားတာပဲနဲ့အဲ့လိုမဖြစ်ခင်မှာတက်တော်ဆောင်တယောက်ကတော့အာခါမီရဲ့ခေါင်းကိုတနက်နဲ့ပစ်လိုက်ခဲ့ပြီးတော့ဂျင်လည်းတော်လေးစိတ်ပက်သွားခဲ့ပြီးလဲကျသွားခဲ့ပါတယ်အဲ့ဒီချိန်မှာမင်ဆူကာကြီးကတော့အမှန်တရားကိုပြောပြခဲ့ပြီးဒါအာခါမီစစ်မဟုတ်ပဲနဲ့ဂျင်ရဲ့စိတ်ကံမာမှုကိုစံသက်ဖန်တီးထားတဲ့ပုံရိပ်တူဖြစ်ကြောင်းပြောပြခဲ့ကအာကာမီစစ်ကတော့အသက်ရှင်နေတုံးပဲသူကတော့ဖုန်းဆိုင်လေးမှာဘာဖြစ်သွားမှန်းတော့မသိပဲနဲ့အလုံးလုံးနေတုံးပဲဖြစ်ပါတယ်။ဒါကတော့သူ့ရဲ့စိတ်ခံစားချက်တွေကိုလက်နက်တစ်ခုလိုပဲအသုံးချတာခံလိုက်ရတာကြောင့်မယုံကြည်နိုင်ဖြစ်နေခဲ့ပြီးတော့မီဇူကာအီကလည်းသူ့ကိုယ်သူအာမာဂီ operation ရဲ့ဥက္ကဋ္ဌဖြစ်မိတ်ဆက်ခဲ့ပြီးတော့ဂျင်ရဲ့အတက်အကြောင်းဂျင်မသိသေးတာတွေကိုပြောပြခဲ့ပြီးဂျင်ကိုလည်းအာမာဂီတက်ခွဲကမ်းမှာပလီယာတွေကိုရှာဖွေနေမှုရအတွက်လက်နက်တစ်ခုဖြစ်ဖန်တီးခဲ့အောင်ပြောခဲ့ပါတယ်။သိပ္ပံပညာရှင်တွေကသူ့ကိုဇက်လို့ခေါ်ကြပေမဲ့ခါကီကတော့ဂျင်ကိုလူသားတရားလိုရှင်သန်စေချင်တာကြောင့်တက်ခွဲကမ်းကနေခိုးထုတ်သွားခဲ့ပြီးတော့မီးတရားလိုပြုစုပြောထောင်ခဲ့ကြောင်းပြောပြခဲ့ပါတယ်။အခုတော့မစ်ဆူကာအီကတော့ဂျင်ရဲ့အကူအညီလိုအပ်နေခဲ့ပြီးထွက်ပြေးသွားတဲ့ပလီယာတွေဟာလူသားတွေကြားထဲမှာနှစ်ပေါင်းများစွာနေထိုင်နေလို့ပဲဖြစ်ပါတယ်။တချို့ကတော့အေးဆက်ဆက်နေထိုင်ခဲ့ပေမဲ့တချို့ကတော့လူတွေကိုလျှို့ဝှက်တိုက်ခိုက်ခဲ့ကြပြီးတော့ဂျင်ကလည်းသူတို့ကိုရှာဖွေနိုင်တဲ့တဦးတည်းသောသူပဲဖြစ်ပါတယ်။ဒီတရားတွေကိုဖန်တီးခဲ့တဲ့သူတွေကသူ့ကိုဘာလို့ကူညီရမှာလဲဆိုပြီးဂျင်လဲမေးလိုက်တဲ့အခါမီတူကာအီကတော့ခါတီးတဲ့မန်တရားတွေကိုပြောပြခဲ့တာပါ။ဂျင်ကလည်းပလီယာတွေကိုသိနိုင်တယ်လို့ပလီယာတွေကလည်းဂျင်ကိုသိနိုင်တယ်။ဂျင်ရှိနေသေးသူ့ရဲ့ပတ်ဝန်းကျင်ကလူတိုင်းကအန္တရာယ်ရှိနေမှာပဲ။ဘာကြောင့်လဲဆိုတော့ပလီယာတွေကဂျင်နဲ့ပတ်သက်တဲ့လူမှန်သမျှကိုလိုက်လံတပ်ဖြတ်မှာမလို့ပါပဲ။သူချစ်ခင်ရတဲ့သူတွေကိုကာကွယ်ဖို့အတွက်တခုတည်းသောနီလန်ကသူနဲ့ထာဝရဝေဝေးနေဖို့ပဲဆိုတာကိုပြောပြခဲ့ပါတယ်။ဂျင်ကလည်းစိတ်ထိခိုက်သွားခဲ့ပေမဲ့တချို့သောချက်တွေကမစ်ဆူကာအီကိုကူညီဖို့အတွက်သဘောတူညီလိုက်တာပါ။သူကတော့မစ်ဆူကာအီကိုအာကာမီရဲ့မျက်နှာအမာယုတွေကိုကုသပေးဖို့နဲ့သူလွန်ခဲ့သောနှစ်ပေါင်းများစွာကဆုံးရှုံးခဲ့တဲ့ကလေးကိုရှာဖွေပေးဖို့ရတဲ့တောင်းဆိုခဲ့တာပါ။အဲဒီစားဂျင်ကတော့ဇက်ဖြစ်ပြောင်းလဲလိုက်ခဲ့ပြီးတော့ပလီယာတွေကိုလိုက်လံနေနေပေးမယ်။အဲချိန်အားစားပြီးဂျင်ကလည်းသူ့ရဲ့လူသားဘဝကိုဆွန့်လွတ်လိုက်ခဲ့ပြီးတော့မီဇူကာအီကတော့ဂျင်ကိုမူလပလီယာတက်ခွဲကိုင်းရဲ့အပျက်စီးတွေရှိတဲ့အောက်ရှိကနေရာတစ်ခုကိုခေါ်သွားခဲ့ပါတယ်။အဲဒီမှာပလီယာတွေကိုသူတို့ရဲ့ပုံစံစစ်မှန်ထွက်လာအောင်လုပ်ထားတဲ့စက်ကြီးတစ်ခုရှိပြီးတော့ဂျင်ရဲ့နှစ်သမီးတက်ဆော့ကလည်းအဲဒီဆက်နဲ့ပတ်သက်နေမယ်။ဒါပေမဲ့မီဇူကာအီတော်မှာအဲဒီဆက်တွေကိုအပြည့်အဝနားမလည်ကြောင်းပြောပြခဲ့ပါတယ်။ဂျင်ကအဲဒီနေရာထွက်လာခဲ့ပြီးတော့အာကာမီရဲ့ဆိုင်ကြီးကနေမရက်ပဲနဲ့ဖြတ်သွားခဲ့ပြီးရင်တော့ဒီမှာကတော့တခုခုမားနေပြီလို့ခံစားမိရတာကြောင့်အပြင်ကိုပြေးထွက်လာခဲ့ပေမဲ့ဂျင်ကတော့သူမကိုအန်နီယမပြီးကျင်တာကြောင့်ထွက်သွားခဲ့ပါပြီခဏကြာမှပဲခုနိုဝါရောက်လာခဲ့ပြီးတော့သူမကတော့အာကာမီတို့နဲ့ဂျင်ကြောင့်ပြောခဲ့ပြီးရဲ့အချိန်မှာအာကာမီကလည်းခါကီရဲ့ဆွဲကြိုးကိုခုနိုဝါကိုပေးလိုက်ခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ခုနိုဝါဂျင်နဲ့ပြန်တွေ့ဖို့ပို့ပြီးတော့ဖြစ်နိုင်ကြီးရှိလို့ပါပဲတပတ်မှစောင့်ကြည့်နေတဲ့အေတန်နီဆိုတဲ့လူတစ်ယောက်ကတော့သူ့ကိုစောင့်ကြည့်နေတဲ့အချိန်ရောက်လာပြီဆိုပြီးတော့ပြောနေခဲ့ပါတယ်။နှစ်နှစ်လောက်ကြာပြီးရဲ့နောက်မှာဂျင်ကလည်းမီဆူကာအီရဲ့နေရာမှာလျှို့ဝှက်လေးကျင့်နေခဲ့ပြီးရဲ့နောက်သူ့ရဲ့ခန္ဓာကိုယ်စစ်ဆေးခဲ့ပြီးအထူးကိရိယာအဖြစ်ဖန်တီးခဲ့ပါတယ်။အသွင်ပြောင်းလဲတဲ့အခါမှာသူ့ရဲ့ခန္ဓာကိုယ်နဲ့တသားတည်းဖြစ်သွားမယ်ဝတ်စုံနဲ့စိတ်တရားများပဲသွင်ပြောင်းလဲနိုင်ဖို့အတွက်သူ့ရဲ့ဇက်အပိုင်းအစတွေကိုလှုံ့ဆော်ပေးဖို့အတွက်အထူးပီကေတစ်ခုကိုလည်းထီထွင်ထားခဲ့တာပါ။အခုဆိုရင်တော့သူကတော့ပုံမှန်တမ်းမှလင်းမြန်လာထိချုံနိုင်စွာရှိလာခဲ့ပြီးတော့ဒါပေမဲ့သူ့ရဲ့အသွင်ပြောင်းလဲမှုကပြည့်စုံမှုမရှိသေးပါဘူး။ဘာကြောင့်လဲဆိုတော့သိပ္ပံပညာရှင်တွေကသူ့ကိုနောက်တစ်ဆင့်ဘယ်လိုတက်ရမလဲဆိုတာမသိသေးလို့ပါပဲ။
ကျင်ကတော့သူ့အရင်နေခဲ့တဲ့အနာထောင်းကိုပြန်အောင်လာခဲ့ပြီးတော့အမောင်ထဲမှာပလီယာတွေနဲ့တိုက်ခိုက်ခဲ့ပြီးသူ့ရဲ့အတိတ်ကသူတွေကိုဘယ်တော့မှမမေ့ခဲ့ပါဘူးအင်ဂျီမဲသူတွေကတော့ရာဇဝတ်မှုတွေရောနေသွားတာကိုသတိထားမိခဲ့ပေမဲ့ဘာကြောင့်လဲဆိုတာတော့မသိခဲ့ကြပါဘူးကျင်ကတော့တယောက်တည်းလှုပ်ရှားနေခဲ့ပြီးရင်တော့တစ်ဖက်မှာကူကလည်းအဲ့ဒီမီတောင်တုံးကကျင်ကသာသူ့ရဲ့ကောင်းစိတ်ဖြစ်တဲ့ဆိုတာသိနေရကြောင်းနှစ်နှစ်လုံးလုံးစိတ်ဆင်းရဲနေခဲ့ရတာပဲဖြစ်ပါတယ်ကျင်ကလူတွေကိုကယ်တင်နေတဲ့အချိန်မှာသူကကြောက်နေခဲ့တာကိုသိတာကြောင့်မလို့နာရတွေနဲ့ဝါမျိုးတွေခံရစေပါပဲသူရဲ့လက်ထောက်ဟာယာမီကတော့ကူကအကြိုက်ဆုံးသူရဲ့ကောင်းတဲ့ကအေဖက်ပုံစံတူစွမ်းရည်မြင့်မြင့်တင်ထားတဲ့ဝတ်ဆောင်တစ်ခုကိုလျှို့ဝှက်တီထွင်နေခဲ့ပြီးတော့အဲဒီဝတ်ဆောင်ကအာမာဂီ operation ရဲ့နည်းပညာကိုသုံးခဲ့ပြီးဝစ်စင်သူရဲ့ခွန်အားနဲ့အချိန်နဲ့တိုက်ခိုက်ရေးစွမ်းအားတွေကိုမြင့်တင်ပေးတာပဲဖြစ်ပါတယ်ကူကာကတော့အဲ့ဒီဝစ်စုံကိုမြင်လိုက်ရတဲ့အခါမျက်ရည်ကျတဲ့ဒီစိတ်လှုပ်ရှားသွားခဲ့ပြီးတော့သူရဲကောင်းစိတ်ဖြစ်လာဖို့အတွက်သူ့အတွက်အခွင့်အရေးပဲဖြစ်ပါတယ်။ဒါပေမဲ့တခြားတစ်ယောက်ကလည်းကူကာကိုအကြိုက်စောင့်ကြည့်နေခဲ့ပြီးတော့ဂျီယိုလို့ခေါ်တဲ့ထူးဆန်းတဲ့အဖိုးကြီးတစ်ယောက်ကကူကာနောက်ကိုတကောက်ကောက်လိုက်ခဲ့ပြီးကူကာရဲ့တရားမျှတမှုအပေါ်အတိတ်ပဲဖွင့်ဆိုချက်ကိုစမ်းသပ်ရှင်နေခဲ့တာပါ။ဂျီယိုကတော့အမဂီမီသားစုကိုမုံတီးနေခဲ့ပြီးတော့ဘာကြောင့်လဲဆိုတော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကကူကာရဲ့အဖေစီဇူးဆိုတဲ့သူတစ်ယောက်ကပလီယာစမ်းသပ်မှုတွေကိုဖုံးကွယ်ထားဖို့အတွက်သူ့ကိုအရှင်လက်လက်မြေမြုပ်ခဲ့လို့ပါပဲဂျီယိုရဲ့သားအီဂျီရူကလည်းမြေအောက်ခန်းထဲမှာတည်ဆုံသွားခဲ့ပေမဲ့ဂျီယိုကမတည်ခဲ့ပဲနဲ့ပလီယာ DNA ကိုအသုံးပြုခဲ့ပြီးတော့သူ့ရဲ့သားကိုပြန်လည်ရှင်သန်အောင်လုပ်ခဲ့တယ်လို့သူကိုယ်တိုင်လည်းအမုန်းတရားတွေအတွက်အသက်ရှင်အောင်ကြိုးစားခဲ့ရပြီဖြစ်ပါတယ်အခုတော့သူတို့သားအဖကလျှို့ဝှက်စမ်းကြဲတဲ့သူတွေနဲ့ပူးပေါင်းခဲ့ပြီးတော့အာမာဂီမီသားစုကိုလက်စားချေဖို့အတွက်ကြံစည်နေခဲ့ကြတာပါအန်နာတောင်းကအစားဝေငှတဲ့ပွဲတစ်ခုမှာခိုနိုဟာကတော့သူမရဲ့အမေနဲ့အင်ဂျီယာမဲတွေကိုထမင်းကျွေးနေရတွေ့ခဲ့ရပါတယ်။ဂျင်ကိုတိုင်းဖြတ်သွားတာကိုတွေ့နေရတဲ့ကိုနိုဟာကတော့ချက်ချင်းပဲမှတ်မိသွားခဲ့ပြီးရင်နောက်ကိုပြေးလိုက်သွားခဲ့ပြီးတော့အာဂါမီနဲ့တခါလေးတွေးပေကြအောင်ပြောပြခဲ့ပါတယ်။အာဂါမီစီကိုဂျင်ကလည်းသူ့ရဲ့မိဘတွေနဲ့ပြန်ဆောင်ပြီးဆိုတဲ့စာတစ်စောင်ရောက်လာတဲ့ကြောင်းကိုသူမကလည်းပြောပြခဲ့ပါတယ်။ဂျင်ကလည်းလမ်းချောင်းနေရရက်တန့်သွားခဲ့ပြီးတော့ဘာကြောင့်လဲဆိုတော့သူမိဘတွေနဲ့တွေ့ရဆိုတဲ့စာကသူပြောက်ွယ်သွားတာကိုအကြောင်းပြဖို့အတွက်မစ်ဆူကာယီအဖွဲ့ကလှုပ်ကြံထားတာဆိုတော့တည်သွားခဲ့တာပါသူကတော့ခိုနိုဟာကိုသူ့အနားမလာဘူးပြောခဲ့ပြီးတော့နောက်ကိုလဲမကြည့်ပဲထွက်သွားခဲ့တဲ့နောက်သူအကြောင်းပြချက်ကတော့သူ့ရဲ့အနားမှာရှိတဲ့သူတွေကိုပလီယာရပြစ်မှတ်ထားခဲ့ပြီးတော့မစ်ဆူကာယီတတိပေးခဲ့တာကိုမှတ်မိနေလို့ပဲဖြစ်ပါတယ်ခိုနိုဟာကတော့သူပါလို့ဒီလောက်တောင်အေးဆက်လဲဆိုတော့နားမလည်နိုင်ပဲနဲ့သူမကတော့နှစ်ပေါင်းများစွာတင်ထားတဲ့ဆွဲကြိုးလေးကိုကင်ပြီးတော့ထွက်သွားတာကိုငေးကြည့်နေခဲ့တာပါဂျင်းပြန်ရောက်တဲ့အခါမှာသူ့ရဲ့ဗီဒီယိုထဲမှာပုံနေတဲ့ဟာနာကိုလို့ခေါ်တဲ့သပင်ပန်းရောက်တဲ့မိန်းကလေးကြောက်ကိုတွေ့လဲရခဲ့ပြီးတော့သူမကတော့နတ်ဆိုးတစ်ကောင်ကလူတယောက်ရဲ့မျက်နှာကိုအရေးပြောအောင်လုံးနိုင်လိုက်တာမြင်ရခဲ့ပြီးအရန်ကြောက်လိုက်ပြီးတော့ထွက်ပြေးလာခဲ့တာပါကျင်ကသူမကိုထွက်သွားဖို့ပြောနေခဲ့ပေမဲ့သူမကတော့ကြောက်တဲ့သွားမှကြောက်တဲ့အတွက်ကြောင့်မလို့ထွက်မသွားပဲနေခဲ့ပြီးတော့အိမ်ညမှာကျင်ကလည်းအန်နီယေကိုအာရုံစိုက်မိတာကြောင့်ဟာနာကိုထားခဲ့ပြီးတော့အပြင်ကိုထွက်ပြီးတော့ကြည့်ရှုခဲ့ပါတယ်ဒီမှာကတော့လိုင်းလန်ရှာပွဲနေရဲ့နတ်ဆိုရောက်လာခဲ့ပြီးတော့အဲ့ဒါကတော့တဲနတ်ဆိုရဲ့အဖော်ဖြစ်ပြီးကိုဘားရီဖန်တီးချတဲ့ပိုးဝမ်းမိတ်စာမျိုးသားပလီယာပဲဖြစ်ပါတယ်သူတို့ရဲ့နှစ်ယောက်ကတော့ဟာနာကိုဝိုင်းထားခဲ့ကြပြီးတော့သူမဘလောက်အတုံးမကြကြောင်းလောင်ပြောင်နေခဲ့ကြတာပါချိန်ရောက်လာခဲ့ပြီးရန်တောင်ပြီးရင်ကဲတင်မယ်လို့ကမ်းလှမ်းခဲ့ပြီးတော့ရွေးချယ်တာမရှိတော့တဲ့အတွက်သဘောတူညီခဲ့ပြီးရင်တော့လူမိုင်းတယောက်ကတော့ပတ်စံတောင်းရလားဆိုပြီးတော့လောင်ပြောင်နေတဲ့အချိန်မှာကျင်ကတော့သူတို့အားလုံးကိုစက္ကန့်ပိုင်းအတွင်းမှာသတိလျောင်လုပ်ပေးခဲ့ပေမဲ့နတ်ဆိုးတစ်ကောင်ကတော့အရင်တိုက်ပွဲကနေကြံရက်ခဲ့တာပဲဖြစ်ပါတယ်။သူကတော့ပုံစံစစ်ကိုပြောင်းလဲခဲ့ပြီးကျင်ကိုတိုက်ခိုက်ခဲ့ပြီးရင်တော့ကျင်ကတော့အသွင်ပြောင်းတဲ့ပီကေကိုအိမ်မှာမေးကြံခဲ့တာကြောင့်အသွင်မပြောင်းလဲနိုင်ပဲဖြစ်နေခဲ့တာပါ။တဲနတ်ဆိုးရဲ့ခန္ဓာကိုယ်ကကျင်ရဲ့အရေးပြားတွေကိုရေးပြောစေခဲ့တဲ့အမုံမားတွေထုတ်လွှတ်လိုက်တဲ့အတွက်ကြောင့်မလို့တိုက်ပွဲကအကြမ်းကိုပြင်းထန်လာခဲ့ပါတယ်။မျော်လင့်ချက်ကုံဆုံးတော့မယ့်အချိန်မှာဂျင်းရဲ့လက်စုပ်ကတော့အလိုလိုနိုးထလာခဲ့ပြီးတော့နတ်ဆိုးရဲ့ခန္ဓာကိုယ်ကိုဖျက်ဆီးပေးမယ်နတ်ဆိုးရဲ့ကောင်ကပိုးဟက်ကောင်ဖြစ်ပြောင်းလဲသွားခဲ့ပြီးတော့လွတ်မြောက်သွားတာကိုဂျင်းလည်းသတိမထားမိလိုက်ပါဘူးပလီယာကတော့တနေရာမှာအသက်ရှိနေသေးတာကြောင့်ဂျင်းရဲ့ခန္ဓာကိုယ်ကစပြီးအရေးပြောလာခဲ့ကအဲ့ဒီအချိန်မှာAvery လို့ခေါ်တဲ့ပလီယာအတိုင်းဝိုင်းအတွက်အလုံးလုံးပြီးတဲ့တန်ရှင်းသမားဆိုတဲ့ဝေးုံရှုံထားတဲ့သူတယောက်ရောက်လာခဲ့ပါတယ်သူအလောက်ကတော့လူသားတွေကိုတိုက်ခိုက်ပြီးစီကံပေါက်ပြတဲ့ပလီယာတွေကိုအဆုံးစီရင်ပေးဖို့ပါပဲဒါကြောင့်မို့သူကတဲနတ်ဆိုရဲ့ကောင်ဖျက်ရှင်းခဲ့ပြီးတော့ဂျင်းရဲ့အသက်ကိုပါကယ်တင်ခဲ့ပေမဲ့သူကတော့ဂျင်းကိုသူ့ရဲ့ဓာတ်နဲ့ထိလိုက်ခဲ့ပေမဲ့ဘာမှမဖြစ်ခဲ့ပဲနဲ့တန်ရှင်းသမားလေးအံ့ဩသွားခဲ့ပါတယ်ကြောင်ပြချက်ကတော့သူ့ရဲ့ဓာတ်ကထိလိုက်တဲ့ပလီယာမှန်သမျှကိုအရေးပြောစေလို့ပါပဲဒါပေမဲ့ဂျင်းကတော့အရေးမပြောခဲ့ပဲနဲ့ဘာကြောင့်လဲဆိုတော့သူကပလီယာလည်းမဟုတ်တယ်လို့သူသားလည်းမဟုတ်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်ကျေးသမားကလည်းဆက်လက်စစ်ဆေးဖို့ကြိုးစားနေတော့မှာပဲအီတာနီကတော့မောင်နေကနေပေါ်လာခဲ့ပါတယ်
သူကတော့စာမင်းနဲ့မဆိုင်လို့ဆိုပြီးတန်ရှင်းသမားကိုဖယ်ခိုင်းလိုက်ခဲ့ပြီးတော့အီတာနီကလည်းဘသူလဲဆိုပြီးချင်းရဲ့မေးတဲ့အခါပြောုံမဲပြုံးပြနေခဲ့ပြီးတော့ဘာကြောင့်လဲဆိုတော့သူအချင်းကိုအကြိုက်စောင့်နေခဲ့လို့ပဲဖြစ်ပါတယ်သူကတော့ဆံမွေးပွားခဲ့တဲ့နေ့ကိုကိုတီမတ်မိနေခဲ့ပြီးတော့ဂျင်ကိုသူ့ကိုရှိထားတဲ့မိန်းကလေးကိုကောင်းကောင်းဆောင်ရှောက်ဖို့အတွက်ပြောခဲ့ပြီးအမောင်ထဲမှာပျောက်ကွယ်သွားခဲ့ပြီးတော့မေဇိုကာကြီးရဲ့အဖွဲ့ကဘာဖြစ်သွားလဲဆိုတာကိုရှင်းပြခဲ့ပါတယ်တန်ရှိသမားကတော့လူသားတွေကြားထဲမှာအေးချမ်းချမ်းနေထိုင်ဖို့ဆုံးဖြတ်ထားခဲ့ပေမဲ့ပလေယာအစုပွဲဖြစ်တဲ့ Avery's အတွက်တော့အလုံးလုံးနေခဲ့တာပဲဖြစ်ပါတယ်။သူတို့တွေကတင်းကျပ်တဲ့စီကံတွေရှိကြပြီးစီကံပေါက်ပြတဲ့သူတွေကိုတန်ရှိသမားရှင်းလင်းလေးရှိပါတယ်။ဒါပေမဲ့အီတာနီကတော့သူ့ရဲ့ကိုယ်ပိုင်အစီအစဉ်အတွက်လူသားရောပလေယာတွေကပါကြိုးကင်နေတဲ့လက်စိုးတစ်ကောင်ဖြစ်ပုံရပါတယ်။ဂျပန်မှာကတော့ခုကားကလည်းပြည့်စုံတဲ့ Air Force စုံရရှိခဲ့ပြီးတော့အဲ့ဒါကတော့နှစ်ဖူးမှာကြောင်မနေပါပြီးဝေးရုံပါတဲ့အဖြူရောင်တန်ချက်ကဝတ်စုံဖြစ်ပြီးတော့သူအကြိုက်ဆုံးသူရဲ့ကောင်းနေလေကွက်တီပါတယ်။သူကတော့ဒါအောင်မြင်တဲ့အခါမှာသူအမြဲတမ်းအိမ်မက်ရက်ခဲ့တဲ့အရာဖြစ်ကြောင်းပြောပြခဲ့ပြီးတော့ငိုချခဲ့လဲမိခဲ့ပြီးဂျီယိုကတော့စမ်းသပ်မှုတစ်ခုကိုပြင်ဆင်ထားခဲ့တာပါ။သူကတော့ခုကာဖုံးဆက်ခဲ့ပြီးတော့မင်းတကယ်လို့မကဲ့ရင်မင်းရဲ့ပြိတ္တမင်္ဂလေး၃ယောက်ကိုအတိုက်ခိုက်ခံရလိမ့်မယ်လို့ပြောခဲ့ပြီးဒါပေမဲ့ခက်ခဲတစ်ခုကလည်းရှားမှရှိနေသေးတယ်။မင်းရဲ့ညီမကိုနိုဟာကကျောင်းမှာရေကူးကန်ထဲမှာရင်းနေနေတယ်။မကြိုက်တာကိုရွေးချယ်ဆိုပြီးတော့ပြောခဲ့ပါတယ်။ခုကာကတော့ဖွဲ့တစ်ခွက်ကိုပဲကဲတင်နိုင်မယ်ပြိတ္တတွေလားဒါမှမဟုတ်သူ့ရဲ့ညီမလားဆိုတာရွေးချယ်မှုလုပ်ရတော့မယ်။သူကတော့သူ့ရဲ့ညီမကိုရွေးချယ်လိုက်ခဲ့ပြီးရဲ့နောက်ရေကူးကန်ကိုရောက်လာတဲ့အချိန်မှာကိုနိုကလည်းဘာအန်နီမှမရှိပဲကောင်းကောင်းမရှိနေအောင်တွေ့သွားခဲ့ပါတယ်။ကောင်းလုံးကလှည့်ကွက်တွေပဲဆိုတာနားလည်သွားခဲ့ပြီးပရိသတ်တော်ကလည်းထာရပြောက်ကွယ်သွားခဲ့ပြီးတော့တည်ဆုံသွားခဲ့ကြတာပါဂျီယိုကတော့ခုကာကိုဖုံးပြန်ဆက်ခဲ့ပြီးတော့မင်းစမ်းသပ်မှုကြာရှုံးသွားပြီးဘာကြောင့်လဲဆိုတော့သူရဲကောင်းစစ်ဆိုတာမိသားစုကိုမဟုတ်ဘဲနဲ့သစိမ်းတွေကိုကယ်တင်ရတာလို့ပြောခဲ့ပါတယ်တရားမျှတမှုဆိုတာကိုရေးကိုတာမပါရဘူးကိုကတော့သူရဲကောင်းလို့ဖို့ကြိုးစားနေခဲ့ပြီမယ်သူရဲ့ရွေးချယ်မှုကြောင့်မို့အပြစ်မဲ့တောင်ရတည်ဆုံသွားတဲ့အတွက်ကြောင့်မျိုးစိတ်ပြအားငယ်သွားခဲ့ပါတယ်အဲဒီချိန်မှာဂျင်ကတော့ဟာနာကိုနဲ့လမ်းချောင်းနေရင်းနဲ့ကိုနိုဝါနဲ့ကြိုးခဲ့ပါတယ်ကိုနိုဝါကတော့ဟာနာကိုဂျင်းရဲ့လက်ကိုတွဲနေရအောင်မြင်လိုက်ရတဲ့အခါသူ့ရဲ့ရှင်ထဲမှာမကောင်းဖြစ်သွားခဲ့ပြီးတော့ဘာကြောင့်လဲဆိုတော့သူမကဂျင်းရဲ့ဆွဲကြိုးကိုလာပေးနေရဖြစ်လို့ပါတယ်သူကတော့ဂျင်းရဲ့အနာကပ်ဖို့ထပ်ပြောခဲ့ပြီးတော့ဂျင်းကလည်းဘာကြောင့်လဲဆိုတော့သူ့ရဲ့အနာလူတွေကအသက်အနေစိုးရိမ်နေလို့ပါပဲကိုနိုဝါကတော့နားမလည်နိုင်ဖြစ်နေခဲ့ပြီးတော့သူမကဂျင်းကတခြားမင်းလေးကြောင်းနဲ့တွဲသွားတာကိုကြည့်ခဲ့ပြီးတော့သူ့ရဲ့ရှင်ထဲမှာခံစားနေခဲ့ရတာပါဘိုးအနတ်ဆိုကညီကိုနှစ်ယောက်ကတော့သူတို့ရဲ့အကွက်ကိုစတင်လိုက်ခဲ့ပြီးတော့သူတို့ကခိုနိုဝါနဲ့သူ့ရဲ့တငယ်ချင်းထာမုံမီကိုဖမ်းသွားခဲ့ပြီးရင်တော့ဂျင်းကိုထားကြောက်တဲ့ကိုဆွဲသွင်းလိုက်တာပါညီကိုတွေကတယောက်ကတော့ခေါင်မိုးပေါ်ကဂျင်းနဲ့တက်ခိုက်နေခဲ့ပြီးနောက်တစ်ယောက်ကတော့လျှို့ဝှက်ခန်းထဲမှာမိန်းကလေးတွေကိုနှိပ်စက်နေခဲ့တာပါဂျင်းကတော့တွင်ပြောင်းလဲ PK မပါတဲ့အတွက်ကြောင့်မလို့အကြီးကျယ်ရှုံးနေခဲ့ပြီးတော့နှစ်ဆိုးကဂျင်းကိုသွေးရည်နေအောင်ထိုးပြလိုက်ခဲ့ပြီးသူဘလောက်အားနေတယ်ဆိုတဲ့အကြောင်းလှောင်ပြောင်းနေခဲ့ပေမဲ့ဂျင်းကတော့အရှုံးမပေးဘဲနဲ့ခိုနိုဝါနဲ့တာမုံမီတို့ရဲ့တနေရာမှာတန်ရာရမှာကိုတွေးနေခဲ့တာပါသူကာကွယ်ခြင်းကိုအတိတ်ပဲကိုလူတယောက်ရဲ့အသက်ကဘလောက်တောင်ရေးကြီးလဲဆိုတာသိရတဲ့အတွက်ကြောင့်လို့သူ့ရဲ့တကောလုံးလေးလံတယ်လို့ဖြစ်လာခဲ့တာပါပြတ်သားရဲ့စိတ်တန်းကြောင့်မလို့တွင်ပိုင်းမှာဇက်ရဲ့စိတ်ပိုင်းတွေအလိုလိုတိုးလာခဲ့ပြီးတော့တစ်ပတ်မှာကိုနိုဝါကိုနောက်ထပ်ပိုးဝက်နဲ့ဆိုတာနှိမ့်ဆက်နေခဲ့တာပဲဖြစ်ပါတယ်သူမအကြောင်းလန့်အလုံးနေခဲ့ပြီးတော့လေပင်ကိုလည်းတွေးထရုံလေးလှီးလိုက်ခဲ့ပြီးကိုနိုဝါလည်းအရန်ကြောင်းလန့်ပြီးတော့တုံတော့နေခဲ့တာပါခုကာကတော့ Afiris ဆောင်နဲ့ရောက်လာခဲ့ပြီးတော့ဒဏ်ရာရနေတဲ့ကိုနိုဝါကိုကယ်ထုတ်သွားခဲ့ပြီးဂျင်ကလည်းမိန်းကလေးတွေကိုဖမ်းထားတဲ့အခန်းကိုနောက်ဆုံးတော့ရှာတွေ့သွားခဲ့ပြီးကယ်တင်နိုင်ခဲ့ပါတယ်ဒါပေမဲ့သူတို့တွေမလုပ်ခင်ပါပဲဘိုးအနတ်ဆိုကဂျင်းရှင်ဘက်ကိုနောက်ကျောကနေဖောက်ထုတ်ပစ်လိုက်တာပါဂျင်းလည်းတေတော့မှဖြစ်ခဲ့ပေမဲ့သူ့ရဲ့လက်ဆိုကတော့လက်စွပ်ကနေပြီးတော့နိုးထလာခဲ့ကသူ့ရဲ့အသွင်ပြောင်းလဲမှုကအာမပြည့်တည်ရဲ့အတွက်ကြောင့်ရပ်တန့်သွားခဲ့ပါတယ်အဲဒီအချိန်မှာဟီတာဘန်ပေါ်လာခဲ့ပြီးတဲ့နောက်သူကတော့ဂျင်ကိုနာကျင်မှုအသွင်ပြောင်းလဲသွားတဲ့တော့ကျဒါမှမဟုတ်တော့ဘူးလို့ပြောပြခဲ့ပြီးဂျင်ကအဲဒီစင်ကိုကျော်လွန်သွားပြီလို့ပြောခဲ့ပါတယ်ဂျင်လိုအပ်တာတခြားတစ်ခုပဲဟီတာနီကတော့ပလေယာတွေကိုပုံစံကိုအစ်မှန်ထွက်လာအောင်လုပ်ပြီးတဲ့ဆက်ကြီးရဲ့အစိပ်ပိုင်းတွေနဲ့လှုပ်ထားတဲ့တန်ဂျင်တစ်ခုကိုယူလာခဲ့တာပဲဖြစ်ပါတယ်သူကတော့ဒီတန်ဂျင်ကဂျင်ရဲ့လက်စွပ်နဲ့ဆက်နွယ်ထားတယ်လို့ပြောပြခဲ့ပြီးဂျင်ရဲ့ရင်ဘတ်ထဲကိုထိုးဆိုင်လိုက်ပါတယ်အဲဒီနာကျင်မှုကဂျင်ရဲ့တသက်တာမှာတစ်ခါမှမခံစားဘူးရဲ့နာကျင်မှုဖြစ်ပြီးတော့သူရဲ့ခန္ဓာကိုယ်ကပြင်းထန်စွာတုန်လှုပ်သွားခဲ့ပြီးတန်ဂျင်ကတော့သူ့ရဲ့အသားတွေကိုစိတ်ဝင်သွားခဲ့ပါတယ်ရင်ဘတ်ရဲ့အလယ်မှာဖြူရောင်အလင်းလုံးကြီးဖြစ်ပေါ်လာတဲ့အခါလျှက်စီးတွေပေါက်ကွဲထွက်လာခဲ့ပြီးတော့ဂျင်ကလည်းအသွင်ပြောင်းလဲသွားခဲ့ပါတယ်။နေရာလင်းတန်းကြီးကကောင်းကင်ကိုထိုးထွက်သွားတာကိုမျိုးနှံ့မြင်တွေ့နေရပြီးတော့စွဲရည်နေရဲ့ပြင်းထန်လွန်တဲ့အတွက်ကြောင့်မလို့ပတ်ဝန်းကျင်ကအဆောက်အုံတွေပါပြိုကျပြီးပျက်စီးကုန်ပါတယ်။လင်းတွေပြောက်သွားတဲ့အခါမှာဂျင်ကလည်းပြည့်ပြည့်စုံတဲ့ပုံစံကိုရရှိသွားခဲ့ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကအဖြူရောင်စားအနီရောင်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ဦးချိုတွေကပူပြီးရှည်ထွက်လာခဲ့ပြီးပုံမွန်ထက်လာခဲ့ကသူ့ရဲ့အချိန်ဝါကလည်းနတ်ဆိုးဘရင်တစ်ပါးလိုဖြစ်သွားခဲ့ပါတယ်။အီတာနီကတော့ခရစ်စမတ်နိုးထားလာပြီးဖြစ်ကြောင်းကြည်နှက်စွာကြည်နေခဲ့ပြီးတော့ဂျင်းရဲ့နေရာပုံစံကလူတိုင်းမျှော်လင့်ထားတဲ့ကြော်လွန်နေခဲ့ပါတယ်။
သူရဲ့အချိန်ကအလွန်မြန်လွန်းတဲ့အတွက်ကြောင့်ဆက်တွေနဲ့တော့လိုက်မမီတော့ပဲဖြစ်နေခဲ့ပြီးတော့သူရဲ့လက်စွပ်မှာလည်းကြောက်ကြကောင်းတဲ့စွမ်းရည်တွေပါခဲ့ပြီးအဲ့ဒါကတော့အနားမှာရှိတဲ့ဘတ်ပလီယာဆိုတဲ့သူတို့ရဲ့စိတ်ဆန္ဒမပါဘဲနဲ့ပလက်စစ်ပြောင်းလဲတော့လုပ်နိုင်တာပဲဖြစ်ပါတယ်ကျင်ကဂျန်နီရဲ့ပိုးအပ်နတ်ဆိုတွေကိုလိုက်ကြခဲ့ပြီးတော့လက်စွပ်ကိုအသုံးပြုလိုက်ခဲ့ပြီးရင်တော့နတ်ဆိုကခုခံမှုစ조사နေခဲ့ပေမဲ့လက်စွပ်ရဲ့စာပြင်းထန်လွန်နေတဲ့အတွက်ကြောင့်လူသားပုံစံပျက်စီးသွားခဲ့ပြီးတော့ပုံစံစစ်မှန်ထွက်လာခဲ့ပါတယ်။နတ်ဆိုကပြန်လည်တိုက်ခိုက်နေခဲ့ပေမဲ့ကျင်ကအတန်လေးချောင်ခဲ့ပြီးတော့စွာချင်းကွာလွန်တဲ့အတွက်ကြောင့်မလို့ကျင်ကလည်းနတ်ဆိုကိုလွယ်လွယ်လေးနဲ့နေခဲ့လိုက်ပါတယ်။အီတာနီပေါ်လာခဲ့ပြီးတော့သူ့ကိုအဆုံးစီရင်ဖို့အတွက်ကျင်းကိုပြောခဲ့ကပိုးအပ်နတ်ဆုပ်ကလည်းအီတာနီကိုရန်တော်သားထွက်သွားခဲ့ပြီးတော့တာနီကိုတိုင်ကဂျင်ကိုတက်ခိုက်ဖို့ရာအတွက်မြောက်ပေးခဲ့လို့ပဲဖြစ်ပါတယ်။ဒါပေမဲ့တာနီကတော့သူဟာဂျင်ကိုပုံစံစစ်မှန်ရအောင်တွန်းပို့ပြဖို့အတွက်ညီကိုတွေကိုတုံးချခဲ့တာဖြစ်တာကြောင့်မလို့သူတို့ရဲ့သူဟာကရိယာတွေပဲဖြစ်ကြောင်းဝန်ခံလိုက်ပါတယ်။ဂျင်ကနတ်ဆိုးကိုရှာချင်းပဲစုံစည်ရင်လိုက်တယ်လို့သူ့ရဲ့ခန္ဓာကိုယ်ရဲ့ထွက်ပြေးဖို့ကြိုးစားနေတဲ့ကိုပေါလေးဖြတ်စီပြလိုက်ပါတယ်။ကိုမာနေခဲ့ပြီးတော့ဂျင်ရဲ့ရင်ဘက်ကလည်းအလင်းလုံးကရုတ်တရက်အကွဲသွားခဲ့ပြီးရင်နောက်မှာစွားရီလည်းမတီမငြိမ်ဖြစ်လာခဲ့ပြီးတော့သူရဲ့ခန္ဓာကိုယ်လည်းအနီအောင်ပုံစံကိုမထိန်နိုင်တော့ဘဲနဲ့အဖြူအောင်ပုံစံကိုပြောင်းလဲသွားခဲ့ပါတယ်။တစ်ဖက်မှာလည်းခူကာကတော့တခြားပိုးဝါးနတ်ဆိုးတစ်ကောင်နဲ့သူ့ရဲ့ Air Force ဆော်နဲ့တက်ခိုက်နေခဲ့ပြီးရင်နောက်နတ်ဆိုးကတော့ကိုပါးတွေကိုကန်တမ်းမရှိဖန်နီးနိုင်တာကြောင့်မလို့တရားခတ်နေခဲ့ပါတယ်။ဂျင်းနဲ့ခူကာတို့ကလည်းငယ်စဉ်ကလေးကပထမဆုံးချိန်ဖြစ်တော့တူတူပူပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။သူတို့ကတော့နတ်ဆိုးစင်းနဲ့ကိုပါအားလုံးကိုတပြိုင်နက်တည်းဖျက်ဆီးမှသာနတ်ဆိုးရဲ့ပြန်လည်ရှင်သန်မှုကိုတားဆီးနိုင်မှာမလို့တူတူတိုက်ခိုက်ခဲ့ကြတာပါ။တိုက်ပွဲပြီးသွားတဲ့အခါမှာဂျင်းကလည်းလူသားပုံစံပြန်လည်ပြောင်းသွားခဲ့ပြီးတော့ခူကာကတော့ဂျင်းရဲ့မျက်နှာကိုမြင်လိုက်ရတဲ့အချိန်မှာဒါဂျင်းမန်းတည်သွားခဲ့ပါတယ်။သူလည်းငိုချလိုက်မိပြီးတော့ဘာကြောင့်လဲဆိုတော့သူရဲကောင်းဟန်ဆောင်နေတဲ့အချိန်မှာဂျင်းကတော့ဒီနတ်ဆိုးကိုတယောက်တည်းတိုက်ခိုက်နေရကြောင်းသိသွားလို့ပါတယ်။ဂျင်းကတော့ဟာနာကိုအိမ်ကိုပြန်သွားခိုင်းခဲ့ပြီးတော့ပြန်တည်သွားပြီးခဲ့ကနိုးလာတဲ့အချိန်မှာအရန်ကြောက်နေကြကြောင်းဂျင်းကိုဖတ်ပြီးတော့ငိုပါတော့တယ်။ဂျင်းကတော့သူမကိုထားမိခဲ့တဲ့အတွက်တောင်းပန်နေခဲ့ပြီးတော့နှစ်ပေါင်းများစွာအတွင်းမှာပထမဆုံးချိန်ဖြစ်ဂျင်းကတော့တစုံတယောက်ကိုအနာကိုကတ်ခဲ့တာပဲဖြစ်ပါတယ်။ကူကာကလည်းမေဆုကာကြီးကသူတို့နှစ်ယောက်လုံးကိုသူတည်နာစကောင်ခေါ်သားခဲ့ပြီးတော့အမှန်တရားအလုံးကိုပြောပြဖို့အတွက်လုပ်ခဲ့တာပါ။ပလီယာတွေကွင်းမြင့်နေတဲ့ဇက်ပြီးတော့အာမာကီကော်ပိုရေးရှင်းရဲ့မောင်မိုက်နေတဲ့တမိုင်းအကြောင်းတွေလည်းပါခဲ့ပါတယ်။ကဘာကတော့သူမိသားစုလုပ်ခဲ့တဲ့ຢာတွေကိုတီးခဲ့ပြီးတော့ထိတ်လန့်သွားခဲ့တဲ့အချိန်မှာသူကတော့စိတ်လှုပ်ရှားနေတော့မှဖြစ်ပါတယ်။သူကတော့ဂျင်ကိုသူတို့တွေငငယ်တုန်းကလိုမျိုးတရားမျှတမှုအတွက်အတူတူတိုက်ခိုက်ခဲ့ကြရအောင်လို့ပြောခဲ့ပြီးတော့ဂျင်ကသူတို့ကဘယ်တော့မှအဖွဲ့အစည်းမဟုတ်ခဲ့ဘူးဆိုပြီးတော့ညင်လိုက်ခဲ့တာပါ။ကူကာကတော့ဂျင်ရဲ့အနီရောင်ပုံစံပုံဆွဲပြခဲ့ပြီးတော့ဆမ်မန်လို့တောင်ခေါ်ဖို့အတွက်ကြံပေးခဲ့ပါတယ်။ဂျင်ကတော့အဲ့ပုံတင်ထားဖို့နဲ့ဒါကစားစရာမဟုတ်တယ်လို့ကြာသားစရာလို့လည်းသဘောထားလို့မရကြအောင်ပြောခဲ့ပြီးနတ်ဆိုးတွေကိုလိုက်လံနေနေတာကပျော်စရာလည်းမဟုတ်ကြအောင်ပြောခဲ့ပါတယ်။ဒီလိုနဲ့ထီအောင်ကကိုနိုအာကတော့ဂျင်နဲ့တူတူခူကာကိုနတ်ဆိုးတွေကြောင်းမေးခဲ့ပြီးတော့ပိုးဝဲနတ်ဆိုးလို့ပြောသားခဲ့တဲ့ကအာမာကီမီတာစုကပလီယာတွေကိုဖန်တီးခဲ့တယ်ဆိုတော့မှတ်မိနေရကြမှာလို့အမှန်တိုင်းသိကျင်နေခဲ့တာပဲဖြစ်ပါတယ်။ဂျင်ကတော့သူမကိုမသိဘူးလို့လိန်ပြောလိုက်ခဲ့ပြီးတော့ခူကာကလည်းစဝေးသောဖြစ်နေခဲ့ပေမဲ့ဂျင်ကတော့တချို့ຢာတွေမပြောဘဲထားတာကကိုနိုအာအတွက်ပို့ပြီးတော့ကောင်းမယ်ဆိုတော့သိနေခဲ့လို့ပါပဲ။နောက်ပိုင်းမှာဂျင်ကလည်းဟာနာကိုသူ့ရဲ့အိမ်ကိုခေါ်သွားခဲ့ပြီးတော့သူတို့နဲ့တူတူညောင်းဖျက်တမ်းခဲ့ကြပြီးရင်နောက်ပတ်စံဆိုပြီးတော့အိမ်ဝယ်ခဲ့ပြီးရင်နောက်မှာမိသားစုတစ်ခုတီချောင်ဂျင်ကြောင်းပြောနေခဲ့တာပါ။ဟာနာကိုကတော့သူမနဲ့တူတူအနာဂတ်ကြောင်းပြောခဲ့တဲ့သူတစ်ခါမှမရှိသေးတာကြောင့်အရန်မဲစိတ်လှုပ်ရှားသွားခဲ့ပါတယ်။မာကတော့ဂျင်းရဲ့မိသားစုဖြစ်ရှင်တယ်လို့ပြောခဲ့ပြီးနှစ်ယောက်သားနန်းခဲ့ကြတာပါ။ဂျိုင်မဲသူတည်နာဌာနမှာတော့မီဆူကာယီကိုထပ်ပြီးတော့ဖွင့်ပြောစရာလက်ဝက်ချက်တစ်ခုရှိနေသေးပါတယ်။သူကတော့ဂျင်းကိုမြေအောင်မှာလက်ဝက်ခန်းတစ်ခုကိုခေါ်သားခဲ့ပြီးတော့အထဲမှာတော့အရေးကြီးဖြစ်ထားတဲ့ကန်တစ်ခုမှာခါကီယာလည်းခေါင်းကိုတင်ထားခဲ့ပြီးတော့ဂျင်းမြင်လိုက်ရခဲ့တာပဲဖြစ်ပါတယ်။ဂျင်းကတော့ဒူထောက်လေးကျသွားခဲ့ပြီးရဲ့နောက်မီဆူကာယီကတော့ခါကီရဲ့ခန္ဓာကိုပျက်စီးသွားခဲ့ပေမဲ့အုံနောက်ကိုကယ်တင်နိုင်ခဲ့ကြောင်းရှင်းပြခဲ့ပါတယ်။သူတို့ကခါကီရဲ့အုံနောက်ကိုအဆက်လက်ပန်တစ်ခုလိုအသုံးချခဲ့ပြီးတော့အသက်ချင်အောင်လှုပ်ထားခဲ့တာပဲဖြစ်ပါတယ်။ခါကီရဲ့အတွေးတွေကကွန်ပျူတာမျက်နှာပြင်မှာပေါ်လာခဲ့ပြီးသူကတော့ဂျင်ကိုနေကောင်းရဲ့လားလို့မေးနေခဲ့ပြီးတော့ဆွဲကြိုးတဲ့ကအနီရောင်ကြောက်လင်းလေးရှိသေးလားဆိုပြီးတော့မေးခဲ့ပါသေးတယ်။ဂျင်ကတော့မျက်ရည်ကျနေခဲ့ပြီးသူ့ရဲ့အဖိုးရဲ့ခေါင်းလေးကိုပဲကြည့်နေရှာပါတယ်။မေသုကာယီကတော့ဂျင်ကိုခါကီကဂျင်ရဲ့အသက်ချင်မှုကိုလိုချင်နေခဲ့ပြီးတော့ပြောင်းလဲမှုကိုအပြည့်အဝဘယ်တော့လုပ်မလဲဆိုတာသိရတဦးတည်းသောသူဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ဒါပေမဲ့ဂျင်ကတော့စွမ်းအားတွေကိုဂယုမဆိုင်တော့ပါဘူး။သူကတော့ခန္ဓာကိုသွားခဲ့ပြီးတော့သူ့ရဲ့အဖိုးကိုနောက်ဆုံးချိန်ပဲခြိလိုက်ခဲ့ပါတယ်။ပြီးတော့သူလည်းကြိုးတွေကိုဆွဲပြုတ်လိုက်ခဲ့ပြီးတော့ဘာကြောင့်လဲဆိုတော့သူ့ရဲ့အဖိုးကိုအေးအေးချမ်းချမ်းအနာယူနေစေခြင်းလို့ပါပဲ။ခါကီရဲ့နောက်ဆုံးစာကတော့မျက်နှာပြင်ပေါ်မှာပေါ်လာခဲ့ပြီးဂျင်းနီကောင်းလားဆိုပြီးတော့မေးနေတော့ပါပဲ။ဂျင်းလည်းမျက်ရည်တွေကြားရသူ့ရဲ့အဖိုးကိုတမင်းကောင်းကောင်းစားနေပါတယ်လို့ပြန်ပြောခဲ့လိုက်တာပါ။
ီတာနီကတော့သူ့ရဲ့အကွက်ကိုစတင်လိုက်ခဲ့ပြီးတော့အရင်တိုက်ပွဲတော်ကရခဲ့တဲ့ JNDN ကိုအသုံးပြုခဲ့ပြီးရဲ့နောက်သူကတော့ကိုပွားနှစ်ခုကိုဖန်တီးခဲ့ကအမာကီရဲ့အိမ်တော်စီကိုဆေလွတ်ခဲ့ပါတယ်။သူတို့ရဲ့ရွေးချက်ကခါကီပြောသွားခဲ့တဲ့အနီရောင်ကြောက်တုံးပါတဲ့ဂျင်းရဲ့ဆွဲကြိုးကိုယူဖို့ပါပဲ။ကိုပွားတွေကလည်းကိုနိုဝါရဲ့အိမ်တော်ထဲမှာသူမကိုတိုက်ခိုက်ခဲ့ကြပြီးတော့သူတို့ကတော့ဂျင်းနဲ့အတိအကျတူနေတာကြောင့်ကြောက်လန့်သွားခဲ့ပြီးရဲ့နောက်ဂျင်းအစ်စ်ကခူကာနဲ့မီဆူကီတို့နဲ့အတူတူရောက်သွားခဲ့ပြီးရဲ့အချိန်မီရောက်လာခဲ့ကြပါတယ်။ကိုပွားတွေကမပြည့်စုံသေးတာကြောင့်တိုက်ပွဲအတွင်းမှာအရေးပြောကုန်ခဲ့ပေမဲ့တယောက်ကတော့ဆွဲကြိုးကိုယူပြီးထွက်ပြေးသွားခဲ့ကအိမ်နောက်မှာအမာကီအိမ်တော်ကြီးပောက်ကွဲသွားခဲ့ပါတယ်။အားလုံးကတော့ကိုပွားရဲ့တိုက်ခိုက်မှုကိုအာရုံစိုက်နေတဲ့အချိန်မှာဂျီယိုကလည်းအဆောင်အနှံဘုံတွေကိုထောင်ထားခဲ့တာပဲဖြစ်ပါတယ်။အမာကေကတော့မိသားစုရဲ့အိမ်တော်ကြီးကမီးဟုံးတောက်ပြီးတော့ပျက်စီးသွားခဲ့ပြီးတော့ကိုနိုကလည်းအသက်ရှင်ခဲ့ပေမဲ့သူမကတော့ဂျင်းနဲ့တူညီတဲ့သူကသူမကိုနာကျင်အောင်လုပ်ဖို့အတွက်ကြိုးစားတာကိုမြင်ရတာကြောင့်သူရဲ့ယုံကြည်မှုတွေပျက်စီးသွားခဲ့တယ်ဆိုတာပါပဲ။တပတ်မှာတော့ဟာနာကိုကလည်းသူမရဲ့မိဘတွေနဲ့စကားများနေတဲ့အတွက်ကြောင့်မလို့ခေါင်းကိုက်တာတွေပုံမှုဆိုးလာခဲ့တာပါ။ဂျင်းကလွဲလို့သူမကိုဘယ်သူမှနားမလည်နိုင်ကြအောင်ခံစားနေခဲ့ရပြီးတော့သူမကဂျင်းစီကိုပြန်သွားခဲ့ပြီးအရာအလုံးကိုဖွင့်ပြောချင်နေခဲ့တာပါဂျင်းမရှိဘဲနဲ့သူမမနေနိုင်ကြအောင်ဂျင်းရဲ့မိသားစုဖြစ်ခြင်းကြောင့်ပြောပြလိုက်ပါတယ်ဂျင်းကတော့သူမကိုဖတ်ပြီးနမ်းလိုက်ခဲ့ကဘာကြောင့်လဲဆိုတော့သူ့ကိုပထမဆုံးချိန်ပျော်ရွှင်မှုကိုခံစားခွင့်ပေးလို့ပါပဲဒါပေမဲ့မျိုးရဲ့တစ်ဖက်မှာတော့ဟီတာနီမှာသူလိုအပ်တဲ့အရာအလုံးရှိနေခဲ့ပြီးတော့သူကလူသားတွေကြားထဲမှာပုံနေတာကိုညှင်းဝင်နေခဲ့ပြီးပလီယာစစ်တပ်ကြီးတစ်ခုကိုစုစည်းထားတာလည်းဖြစ်ပါတယ်။ဂျင်းရဲ့ဆွဲကြိုးတဲ့ကအနီအောင်ကြောက်တုံးကလည်းသူ့စီမှာရောက်သွားခဲ့ပြီးတော့ကဘာကြီးကိုထာဝရပြောင်းလဲပြစ်မဲ့အစီအစဉ်လည်းရှိနေခဲ့ပါတယ်။လို့လဲဆိုတော့သူကပလီယာတွေရှိနေကြောင်းကိုလူသားအားလုံးကိုသိအောင်ဖွင့်ပြောကြမှာဖြစ်လို့ပါပဲ။အဲဒီအချိန်မှာ EVS ခေါင်းဆောင်ကဂျင်းကိုဆက်သွယ်ခဲ့ပြီးတော့ဟီတာနီကိုတားဆီးဖို့အတွက်ကူညီတောင်းပါတယ်။ဟီတာနီကအရာအလုံးကိုမဖျက်ဆီးခင်မှာတားဆီးရမှာဖြစ်တဲ့အတွက်ကြောင့်ဂျင်းကလည်းသဘောတူညီလိုက်တာပါခူကာကတော့ကျောင်းကနေရေကူးကန်ပြီးမှရက်နေခဲ့ပြီးကိုနိုဝါကတော့ရေထဲမှာပက်လက်လေးပေါ်နေခဲ့ပြီးမျက်နှာချက်ကုန်းကြည့်ခဲ့ပြီးတော့ရေငုပ်သွားနေခဲ့တာပါAirfry ရဲ့ခြေဆိုင်စကန်မှာခူကာတယောက်သူ့ရဲ့အဖွဲ့ရှိမှရက်နေခဲ့ပြီးတော့ Airfry လို့နာမည်ပါတဲ့ဖြူရောင်ဝတ်စုံကသူ့ကိုစောင့်ကြည့်နေခဲ့ကအဖွဲ့ကတော့စနစ်တွေနဲ့လမ်းလမ်းတွေကိုစစ်ဆေးပေးနေခဲ့ပြီးခူကာကလည်းခေါင်းချင်းပြခဲ့ပြီးတော့သူ့အမေကိုဂယူးဆိုင်ဖို့အတွက်စိတ်မပူဖို့ပြောပေးပါလို့မှာနေခဲ့တာပါဟာယာမာကတော့သူ့ရဲ့နားမှာရှိနေခဲ့တဲ့နောက်တီတီငြိမ်ငြိမ်ပဲဖြစ်နေခဲ့ပြီး GOC ကနေရတဲ့တဲ့င်ကထောင်ချောက်ဖြစ်နိုင်ကြောင်းခူကာကိုတတိပေးခဲ့ပါတယ်ခူကလည်းသူသိပါတယ်ဒါပေမဲ့ခိုနိုဝါနဲ့ပတ်သက်နေတဲ့တဲလုံသားကိုသူလေးလူမရှိနိုင်ဘူးလို့ပြောရခဲ့တာပါသူကတော့တေယူပို့ဆောင်ရေးချင်းမော်တက်ခဲ့ပြီးတော့ဂျီယိုရှိန်တိုင်းနေရာကိုတာဖို့အတွက်ပြင်လိုက်ခဲ့ကအန်နာချောင်းမှာတော့ဂျင်ဟာနာကိုနဲ့တူတူဂရင်ပေါ်မှာလှည့်လျောင်းနေခဲ့တာပါဂျင်ကတော့ဖုန်းကိုကြည့်လိုက်တော့ခူကာရဲ့နာမည်ဖြစ်နေခဲ့တဲ့နောက်ခူကာရေတီကြီးဖုန်းပြောတာကိုကြားလိုက်ရပြီးခူကာကတော့ခိုနိုဝါနဲ့ပတ်သက်တဲ့တဲ့ကြောင့်မလို့အပြင်ထွက်သွားပြီဆိုတော့ပြောခဲ့တာပါခူကာရဲ့အတန်ထဲမှာစိုးရိမ်စိတ်တွေကြားနေရတဲ့အတွက်ကြောင့်မလို့ဂျင်ကလည်းတခုခုပြင်းပြင်းထန်ထန်ဖြစ်နေပြီဆိုတော့နားလေလိုက်ပါတယ်။ဟာနာကိုလည်းခိုနိုဝါရဲ့နာမည်ကိုကြားလိုက်ရတဲ့အချိန်မှာသူမရဲ့မျက်နှာပြတ်သွားခဲ့ပြီးတော့ဂျင်ကလည်းဟာနာကိုသူသွားရမယ်လို့ပြောခဲ့ပြီးပြန်လာမှကုန်ရှင်းပြမယ်လို့ပြောခဲ့ပါတယ်။မြို့ထဲမှာကားပါဝင်တနေရာမှာခူကာကတော့ရိုးရိုးဝတ်စားတွေနဲ့လက်လက်တစ်တာကိုဘေးမှာချပြီးစောင့်နေခဲ့ကဂျီယိုရဲ့ကားရောက်လာခဲ့ပြီးတော့ရက်လိုက်ခဲ့ပါတယ်။ဂျီယိုကသူ့ညီမဗမာလေးဆိုတာပြပေးမှဖြစ်လာကြောင်းကားပေါ်တက်ဖို့အတွက်ခူကာကိုပြောလိုက်ခဲ့ပြီးခူကာလည်းကားပေါ်တက်လိုက်တဲ့အချိန်မှာ Airfat ဖွဲ့ကလည်းသူတို့ရဲ့ဆက်တွေကနေကားကိုရှေ့ရခံခဲ့ပြီးတော့ခူကာစကားပြောနေခဲ့ကြပါတယ်။ဂျီယိုကတော့လမ်းမပေါ်မှာကားတွေကိုပုံမှန်တိုင်းမောင်းသားခဲ့ပြီးတော့တရားမျှတမှုအကြောင်းနဲ့နောက်ထပ်စဉ်းစားမှုလှုပ်ရှင်ကြောင်းကိုစနောက်ပြီးပြောနေခဲ့ကြတာပါ။ခူကာကတော့သူ့ကိုစောင့်ကြည့်ခဲ့ပြီးတော့ကိုနိုအာကိုပဲလိုချင်တယ်လို့ပြောခဲ့ကခါကတော့မိပိုင်းမိလို့ရက်နေတဲ့အချိန်မှာပဲဂျီယိုကတော့ခူကာရဲ့မျက်နှာကိုတစ်ခုခုနဲ့ရုတ်တရက်ပတ်လိုက်ခဲ့ပါတယ်။ခူကာရဲ့နှာခေါင်းထဲမှာစိုက်ပြင်းပြင်းဖြစ်သွားခဲ့ပြီးတော့မြင်အာရုံတွေဝေသွားလာခဲ့ကစက္ကန့်ပိုင်းအတွင်းမှာပဲသူ့ရဲ့ခန္ဓာကိုယ်ကအားနေသွားခဲ့ပြီးထိုင်ကောင်ပေါ်မှာသတိလစ်သွားခဲ့ပါတယ်။ခြေဆိုင်စကန်ရမှာမျက်နှာပြင်မှာရှေ့ရကန်ဆက်ပြမှုတွေတုံလာခဲ့ကအဖွဲကတော့ခူကာရဲ့နာမည်ကိုအော်ခေါ်နေခဲ့ပေမဲ့ဆက်ပြမှုကမတည်မငြိမ်ဖြစ်နေခဲ့တာပါအခြေဆိုင်စကန်ထဲမှာဟာယာမီကတော့အကြီးကဆက်ရရှိမှထိုင်နေခဲ့ပြီးခူကာရဲ့ချက်ပြမှုပြောက်ကွယ်သွားပြီဖြစ်လို့ဖွဲ့ရတဲ့သတင်းပို့တဲ့အခါမှာဟာယာမီကတော့ဒါလိုင်းနောက်ဆက်မှုဖြစ်မှာပါလို့ပြောခဲ့ပြီးစနစ်ကိုပြင်ဆင်နေရလို့ဟန်ဆောင်လိုက်ပါတယ်ခူကလည်းလေလောင်းနေတဲ့ခန်းတစ်ခုမှာနိုးလာခဲ့ပြီးတော့မျက်လုံးလိုက်ကြည့်လိုက်ခဲ့ပြီးရဲ့အချိန်မှာသူဟာမရင်းနှီးရဲ့စောင့်တော်တစ်ခုတွေကဂရင်ပေါ်ရောက်နေမှန်းသိလိုက်ရပါတယ်။လက်နက်တရားဘေးမှာရှိနေခဲ့ပြီးသုံးတရားကသူ့ရဲ့နားမှာချက်တစ်ခုကိုတက်ပြီးထားတာကိုသတိရခဲ့ပြီးတော့ဂျီယူရဲ့အတန်ကသူ့ရဲ့နှစ်ချက်တရားနေထွက်ပေါ်လာခဲ့ပြီးဂျီယူကတော့စမ်းသပ်မှုတစ်စတင်ပြီလို့ပြောခဲ့ပြီးခူကမှာလက်နက်တွေရှိနေသေးခဲ့ပေမဲ့ဒီနေရာမှာတော့ဖုန်းလိုင်းမရှိဘူး။ပြီးတော့ခူကဒီစမ်းသပ်မှုကိုတယောက်တည်းရင်ဆိုင်ရမယ်လို့ထပ်ပြောလိုက်တာပါ။ပါလေထားရပြီးကြည့်လိုက်တဲ့အချိန်မှာတော့မိန်းကလေးငယ်တွေနဲ့ပြေးနှက်ခဲ့ပြီးထမင်းစားကန်းတစ်ခုကိုရှာတွေ့ခဲ့ပါတယ်။ဒီလိုနဲ့သူကတော့ဒီမိန်းကလေးတွေကိုကယ်ရမှာဖြစ်ကြောင်းနဲ့တကယ်လို့မှကယ်ထွက်နိုင်ခဲ့ရင်တော့အားလုံးရဲ့အသက်ကိုဆုံးရှုံးရမှာဖြစ်ကြောင်းပြောပြနေခဲ့တာပါ။
အားကြတော့သူတို့ရဲ့အချိန်မှာတူရီတက်စင်ထားတဲ့တမ်မနီစက်ရုပ်လူသားတစ်ကောင်ပေါ်လာခဲ့ပြီးရဲ့နောက်ဂျီယိုရဲ့အတန်ကလည်းဒီနောက်ထပ်စံတမ်းမှုတစ်ခုဖြစ်ကြောင်းပြောခဲ့ပြီးဒီလမ်းရမှာရှိတဲ့တက်လီကားတွေကဂျီယိုရှိရာသို့ရောက်ရှိနိုင်မယ်ဖြစ်ကြောင်းနဲ့ခိုကအနေနဲ့ဂျီယိုရှိရာသို့လိုက်လာနိုင်ပြီဒါမှမဟုတ်ရင်မိန်းကလေးတွေကိုကာကွယ်ဖို့ရာအတွက်စက်ရုပ်ကိုတိုက်ခိုက်မှလာဆိုပြီးမေးခွန်းထုတ်ခဲ့ပါတယ်ကိုကတော့နောက်ကွယ်ရတောင်လုံးနေတဲ့မိန်းကလေးတွေကိုကြည့်လိုက်ခဲ့ပြီးတော့စောပိုင်းကလေးကျင့်ခန်းနေကြမလို့ခန္ဓာကိုယ်မှာနာကျင်နေခဲ့ပေမဲ့လည်းသူ့ရဲ့လက်နက်တွေကိုမြင့်တင်လိုက်ပါတယ်သူတို့တရားထားခဲ့မှာမဟုတ်ကြောင်းပြောခဲ့ပြီးတိုက်ခိုက်ဖို့ရအတွက်လုပ်ခဲ့ကကိုကလည်းတိုက်ခိုက်နေတဲ့ချက်တွေကိုတီတီလေးရှောင်နေနိုင်ခဲ့ပြီးတော့ဒါပုံစံနဲ့ကူကန်ခဲ့ပါတယ်ရိုက်ချက်တစ်ခုစီတိုင်းကသူ့ရဲ့ရိုးတွေကိုတုံခါသွားစီခဲ့ပေမဲ့မိန်းကလေးတွေကိုရှေ့ရနေမဖယ်ပြီးမဲ့နဲ့ဂျီယိုကလည်းနှစ်ချက်ကနေတစ်ဆင့်တနာစရာကောင်းလိုက်တာဆိုပြီးတော့ပြောနေခဲ့ပါသေးတယ်နောက်တော့မှတော့တိုက်ခိုက်ရင်းနဲ့ဒါချက်ကတော့တော်တော်လေးထိရောက်သွားခဲ့ပြီးရဲ့နောက်မှာတစ်ပတ်မှာတော့အဲဒီစက်ရုပ်ထဲမှာတခြားမွန်စတာတစ်ကောင်ရှိနေရဲဆိုတာလည်းကောင်းကောင်းသိသွားခဲ့တာပါအထဲမှာပလီယာတစ်ကောင်ဖြစ်သွားတော့တည်သွားတဲ့အချိန်မှာစက်ရုပ်ကန်ထုတ်လိုက်ခဲ့ပြီးတော့နေရန်နဲ့စောင့်မိသွားခဲ့ပြီးခိုကာကလည်းအတင်းပြန်ထားခဲ့ကထပ်မံတိုက်ခိုက်နေခဲ့ပါတယ်။ဒါနဲ့တက်ကိုလင်းမြန်သွားပြောင်းလဲအသုံးပြုရင်းနဲ့စက်ရုပ်ပလီယာတွေဖျက်ဆီးနိုင်ခဲ့ပြီးတော့ပြတ်သွားတဲ့စက်ရုပ်တွေကတင်းကန်နဲ့မျက်လုံးပုံစံတော်အားလေးတစ်ကောင်ထွက်လာခဲ့ပြီးကျမ်းမြေပေါ်မှာပြေးလွှားခဲ့ကနေရန်မော်တက်သွားခဲ့ပါတယ်။ဒီချိန်မှာပဲခိုကာလည်းအဲဒီစက်ရုပ်ကောင်အောင်နိုင်သွားခဲ့ပါတယ်။ဒီလိုနဲ့ဂျင်တယောက်ကြံနေခဲ့ပြီးတော့ဂျင်ကလည်းဖန်စီရမိတဲ့အချိန်မှာသူ့ရဲ့စွမ်းအားကိုတုံးဖို့ရအတွက်လုံနေခဲ့ပြီးတော့ဒေါ်လာထွက်နေတဲ့လူအုပ်ထဲကိုခေါ်ထုတ်သွားခဲ့တာပါဖန်စီခံရပြီးချိန်ချောက်တဲ့အတွက်ဂျင်ကလည်းနောက်ဆုံးမှာအနီအောင်သားတော့နဲ့သူ့ရင်ပတ်တွေကိုထိုးသွင်းလိုက်ခဲ့ပြီးတော့ပုံမိုစွမ်းတတ်တဲ့အနီအောင်ချက်အသွင်ပြောင်းလဲလိုက်ပါတယ်ဆာရမန်ဖြစ်သွားခဲ့ပြီးတော့ဂျန်ရဲ့လီယာအလင်းတန်းကလူရောင်ဆောင်တိုင်းမိစ္ဆာတွေအားလုံးအသွင်မှန်များပေါ်လာခဲ့တာဟာနာကိုကလည်းလူတွေကိုတကြိတ်ဖြစ်အောင်ပြောင်းလဲခဲ့လိုက်တဲ့တဲမိစ္ဆာဖြစ်နေမှအကုန်လုံးတည်သွားခဲ့ကြပါတယ်ကိုကာကတော့တရားမျှတမှုအတွက်ဆိုပြီးတော့တဲမိတ်စာအသွင်ပြောင်းလာခဲ့တဲ့ဟာနာကိုတက်ပစ်ခဲ့ပါတယ်။ဂျင်ကတော့သူ့ရှိသူတည်ဆုံးသွားတာကိုမြင်ရပြီးအလုံးမင်းနာကျင်ကြေခွဲခဲ့ကအီတာနီကိုလည်းတက်ပစ်လိုက်ခဲ့ပါတယ်။နောက်ဆုံးမှာတော့ဂျင်နဲ့ကိုကာတို့ဟာတယောက်ကိုတယောက်ဝါဒမတူညီတော့ဘဲနဲ့ရန်သူတွေလိုဖြစ်သွားခဲ့ကြပါတယ်။ကိုကာကတော့ဂျင်ကိုပါတတ်ဖို့ကြိုးစားခဲ့ပေမဲ့ဂျင်ကတော့လူသားဆန်မှုကိုထိန်းသိမ်းထားခဲ့ပြီးတော့အမောင်ထဲမှာပျောက်ကွယ်ပြီးသွားခဲ့ပါတယ်။၃ နှစ်လောက်ကြာတဲ့အခါကိုကာကတော့အာမာဂီကော်ပိုရေးရှင်းရဲ့ဥက္ကဋ္ဌဖြစ်လာခဲ့ပြီးတော့မြို့တော်ကိုကာကွယ်တဲ့သူရဲကောင်းအာဖရက်အဖြစ်လူသိများလာခဲ့ပြီးဂျင်ကတော့လူသူမသိတဲ့နေရာမှာပေါအောင်သွားခဲ့ပြီးညဘက်တွေမှာလူသားတွေကိုဒုက္ခပေးနေမိစ္ဆာတွေကိုလိုက်လံနှိမ်နင်းရင်းနဲ့ပဲဒီမှာရင်အဆုံးသက်သွားခဲ့ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်